Okay. Now these are gì vậy nó ôi below but some talk that is can suy nghĩ trên live stream ngại chẳng cầu trên question answer section that I have. Okay. So screen lấy sa share vào nó. Okay,ဒါတွေကတော့ကျွန်တော်တို့ဒီနေ့သင်တန်းရဲ့ကောင်းစင်လေးပဲဖြစ်ပါတယ်အားလုံးအကျုံးဝင်ပါဝင်တော့မဲဆန္ဒရှင်အသိပညာပေးခြင်းဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ကောင်းစင်လိုပါပဲကျွန်တော်တို့ဒီအားလုံးအကျုံးဝင်ပါဝင်နိုင်ဖို့ကိုထည့်သွင်းစဉ်းစားထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီအစီအစဉ်မှာဆိုတော့မတန်ဆွမ်းနေပြီးတော့တိုင်းသားအကုန်လုံးပေါ့နော်လူနည်းစုတွေအကုန်လုံးလည်းပါပါတယ်ကြားမလည်းမရွေးပါဘူးပြီးလို့ရှိရင်တော့ဒီ LGBT လည်းပါဝင်ပါတယ်ပေါ့နော်ဆိုတော့ဒီအပေါ်က logo လေးကတော့ဒီ inclusive ပေါ့နော်voter education training ရဲ့ logo လေးပဲဖြစ်ပါတယ်ကျမတို့ရဲ့ motto ကတော့အတူတကွမဲပေးကြပါစို့ဆိုတဲ့ motto လေးရှိပါတယ်ဒီ Civic Development Institute ကတော့ဒီအဖွဲ့ထဲမှာပေါ့နော်တစ်ခုအပါဝင်ဖြစ်ပါတယ်ဒီ inclusive program မှာဆိုတော့အဖွဲ့ပေါင်းကခုနှစ်ဖွဲ့လောက်ပါပါတယ်ဆိုဒီ Civic Development ကျမတို့ Civic Development Institute ဆိုရင်လည်းတစ်ခုအပါဝင်ဖြစ်ပါတယ်ပြီးတော့ဒီ2020ပေါ့နော်2020ရွေးကောက်ပွဲမှာပထမအဆုံးချိန်မဲပေးရတဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးတော့မှလှုပ်ဆောင်တဲ့အဖွဲ့တို့တွေဟာလည်းတစ်ခုအဖွဲ့ဝင်အနေနဲ့တစ်ခုပါဝင်နေပေါ့နော်ဆိုတော့ဒီအစီအစဉ်ကိုပေါ့နော်ပံ့ပိုးပေးရအဖွဲ့ကတော့ဒီအောက်နားလေးမှာပါတဲ့ IFES ဆိုတဲ့အဖွဲ့အနေသူ IFES ဆိုတဲ့အဖွဲ့နဲ့သူ့ရဲ့ပါတနာအဖွဲ့တွေကနေပြီးတော့မှထောက်ပံ့ပေးတာဖြစ်ပါတယ်လို့ဒါလေးကတော့အစီအစဉ်လေးကိုနည်းနည်းလေးမိတ်ဆက်ချင်တာပဲဖြစ်ပါတယ် Okay ဆိုတော့ဒီနေ့သင်တန်းသင်ယူမှုရလာပေါ့နော်ကျမတို့ရဲ့မျှော်မှန်းချက်လေးတွေကိုနည်းနည်းလေးပြောချင်ပါတယ်ဒီ2020ပြည့်နှစ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကျမတို့ဘယ်ထွတ်တော်တွေကိုမဲပေးရမလဲဘယ်နေရာတွေမှာကျမတို့မဲပေးရမယ်ဆိုတာလေးတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်မဲဆရာမအတီလိုင်းကျသွားတယ်ပေါ်ရကျမတို့ပတ်သက်ပြီးတော့မှဒီတည်ထားတဲ့အချက်တွေပေါ့နော်ရှောင်ရမယ့်အချက်တွေတည်ထားတဲ့အချက်တွေပြီးရင်ဒီပယ်မဲခိုင်လုံမဲတွေအကြောင်းပေါ့နော်ဆွေးနွေးသွားမှာဖြစ်ပါတယ်လို့ Okay ဒါတွေကတော့2015ရွေးကောက်ပွဲတုန်းကအမှတ်တရပုံတချို့လေးတွေပဲဖြစ်ပါတယ်ဆိုတော့ဒီ2015မှာမဲပေးဖို့တဲ့ဆရာမတွေပါလားမသိဘူးဒီကျမတို့အစီအစဉ်ထဲမှာပေါ့နော်ပါပါတယ်ဗျပါပါတယ်ဗျပါပါတယ်ဟုတ်ကဲ့ဆရာဂျိုးဆက်ပါတယ်ကျန်တဲ့သူတွေရောဆရာတယောက်ပါဟုတ်ကဲ့ဆိုတော့ဆရာမမယ်ရီကင်နဲ့ဆရာဂျိုးဆက်ပေါ့နော်2015လုံးကမဲပေးဖို့တဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးပါအောင်ဆရာမတို့ရေအဆင်ပြေလို့ရှိရင်ဆရာမပဲအရင်ဆုံးမျှဝေပေးပါဆရာပဲရင်ပြောလိုက်ပါဆရာပြောလိုက်အောင်မယ်ဟုတ်ဆရာကျွန်တော်2015တုန်းကဆိုရင်ကျွန်တော်အသက်16နှစ်ပြည်ကစားပေါ့နော်ပြည်ကစားဆိုကျွန်တော်ကငယ်သေးတော့ကျွန်တော်အသက်မမီတော့ဟိုပါလေအသက်16နှစ်ပြည်လို့မဲပေးမယ်ဆိုတော့ကျွန်တော်ပေးလိုက်တာဟိုကပြီးတော့ကျွန်တော်ကတော့ဘယ်လိုပြောမလဲကိုနိုင်ငံသားတယောက်အနေနဲ့ဒီလိုဒီမိုကရေစီဟိုမဲပေးခွင့်ရတာပေါ့နော်ဒီအဲ့ဒါတော့ဂုဏ်ယူရပေါ့အရင်တော့ဟိုမရှိဘူးတဲ့ဟာဆိုတော့ပေါ့နော်အဲ့ဒါဂုဏ်ယူပါတယ်ပြီးတော့ဘယ်လိုပြောမလဲဂုဏ်ယူတယ်လို့ပဲပြောချင်ပါတယ်ဆရာမရဲ့ channel ကျွန်တော်ပြောစရာတိတ်မသိတော့ပါဘူးကျွန်တော်ဘာမှလည်းမမှတ်မိတော့ဘူးဆိုတော့လေငယ်သေးတော့ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့မျှဝေပေးတဲ့ဆရာဂျိုးဆက်ကိုကျေးဇူးအများကြီးတင်ပါတယ်လို့ဆိုတော့ဆရာမအမေရိကန်လည်းအဆင်ပြေလို့ရှိရင်မျှဝေပေးပါဆရာမဟုတ်ကဲ့ခုနကဆရာပြောသလိုပါပဲအသက်ကလည်းဟိုလိုကြီးအသက်ကြီးပြီးတော့အတွေ့အကြုံကလည်းမရှိတာပါအမှန်ကန်ပေါ့ဒါပေမဲ့ဒီလိုမြန်မာနိုင်ငံသားတယောက်အနေနဲ့ဒီလိုမဲတက်ခွင့်ရတဲ့ပစ္စည်းလေးကတော့ကိုဂုဏ်ယူတယ်ရှင်ဒါပါပဲရှင်အစ်
Okay, Jesus was a my. So she Marone make me do I wanna. But tomorrow so maybe a message a marriage, tomorrow this is never party vale. How's it tomorrow at the Yuka Nima, maybe me a million bono, a million let her with Pija Balo. The young Yala bono. Okay. So my point I like. ခိုလာဆိုတဲ့အကောင့်နဲ့ဆရာပထမဆုံးချိန်ပေးရမယ်သူလားမသိဘူးဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ကျွန်တော်လည်းပထမဆုံးပဲဗျာဟုတ်ကဲ့ပထမဆုံးချိန်ဆိုတော့အမြင်လေးပေါ့နော်အမြင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ခန်းစားချက်ပဲဖြစ်ဖြစ်မျှဝေပေးပါဦးဆရာဟုတ်ကဲ့အမကျွန်တော်ဘယ်လိုပြောမလဲဗျာနည်းနည်းတော့ရှိတော့လှုပ်ရှားနေတယ်မှာကျွန်တော်ဒီမဲဆန္ဒချက်တိပညာပေးတင်တန်းတွေပေါ့နော်တပ်ဖူးတာရှိလားမရှိဘူးတော့ကျွန်တော်ဒီနေ့မှပထမဆုံးဝင်တာပါဗျာဟုတ်ကဲ့ဆိုတော့ဒီနေ့မှာဆိုလည်းဒီတင်တန်းကနေသင်ယူရရှိရဟာရဲ့ဆရာမတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီနေ့ပေါ့နော်အတွေ့အကြုံလေးတွေပဲဖြစ်ဖြစ်အမြင်လေးတွေပဲဖြစ်ဖြစ်မျှဝေပေးသွားဆရာမတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်လို့ဆိုတော့ဟုတ်ကဲ့ဒါတော့ကျမတို့ပထမပိုင်းစီစဉ်လေးပေါ့နော်ပထမပိုင်းစီစဉ်ကိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ရန်စမ်းမေးခွန်းလေးတွေမိသွားမှာဖြစ်ပါတယ်အားလုံးပဲပါဝင်ပေးကြဖို့လည်းမြတ်တာရက်ခံချင်ပါတယ်ဟုတ်ကဲ့ကျမတို့မေးခွန်းလေးတွေကိုဖြေမဲ့ပုံစံလေးရှိပါတယ် sign language တုပ်ပြီးဖြေပေးရမှာဖြစ်ပါတယ်ပေါ့နော် ABCD ဆိုပြီးရွေးချယ်စရာလေးတွေပေးထားမယ်အဲ့မှာကျမတို့ကရွေးချယ်ရမှာဖြစ်ပါတယ်ဒီ sign language ဆိုတာကကြတော့ကျမတို့မတန်ဆွမ်းကြီးကိုမောင်ခမတွေတုံးတဲ့ဘာသာစကားပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျမတို့ဒီ sign language ပေါ့နော်ဒီဘာသာစကားကိုပဲသုံးပြီးတော့မှဖြေပေးရမှာဖြစ်ပါတယ်ကျမတို့ရဲ့ mic တွေကိုမသုံးပါဘူးဆိုတော့ဆရာမတွေလိုက်လို့ပေးကြည့်ကြပါ A ဆိုတော့ဒီလိုလေးဟုတ်ပါတယ်တီးလေးစုပ်ထားမယ်နော်ပြီးရင် B ဆိုတော့ဒီလိုလေး C ဆိုတော့ဒီလို D ဆိုတော့ဆရာစောလက်ချောင်းထားပါပါဟုတ်ပါတယ် Okay ဆိုတော့ပြန်စစ်ကြည့်အောင်နော် Okay အဆင်ပြေလို့ရှင်အားလုံးဗီဒီယိုလေးတွေဖွင့်ထားပေးပါလို့ဟုတ်ကဲ့ဆိုတော့ A ဟုတ်ပါတယ် B C ဟုတ်ပါတယ် D ဟုတ်ကဲ့အစင်လိုက်ဆိုတော့အစင်ပြေနေရနော်ဒါပေမဲ့နည်းနည်းရောပြီးမေးကြည့်မယ်နော် C B ဒီလိုလေးဖြေရမှာပါ B ဟုတ်ပါတယ် A ဟုတ်ပါတယ်ဆရာတို့ဒီကမှားတယ်ထင်တယ် A ကဒီလိုဖြေရမှာပါနော်ဆိုတော့ D ဆိုတော့ D ဆိုရင်ဟုတ်ကဲ့ဒီလိုလက်ချောင်းလေးထောင်းမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဆရာမတို့မှတ်မိဟုတ်ကဲ့ A ဆိုရင်ဒီလိုလက်တီးလေးစုပ်မယ် B ဆိုတော့ဒီလိုလေး C ဆိုတော့ C ပုံလေးပေါ့နော် D ဆိုတော့ဟုတ်ကဲ့ဒီလိုလေးလက်ချောင်းလေးထောင်းပေးရမှာဖြစ်ပါတယ်ဆိုတော့တကယ်ဖြည့်ချိန်ကြရင်လည်းအဆင်ပြေဖို့မျှော်လင့်ပါတယ်အားလုံးပဲပါဝင်ပေးကြပါပေါ့နော်ဆိုတော့ပထမအဆုံးမေးခွန်းလေးစမေးပါမယ်မေးခွန်း1မဲဆန္ဒရှင်များသည်2020ပြည့်နှစ်ရွေးကောက်ပွဲတွင်မိသည့်နေရာများကိုမဲပေးကြရပါမည်နည်းတဲ့ A မြန်မာနိုင်ငံ၏သမ္မတ B ပြည်ထောင်စုနှင့်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော် C မြန်မာနိုင်ငံတွင်မိသူကိုမျှရွေးကောက်တင်မြှောက်ထားခြင်းမရှိပါတဲ့ Okay အဖြေမှန်လေးတွေရွေးပေးကြပါစစ်ကြည့်ပါမယ်ဆိုတော့ B ထောင်ထားတဲ့သူတွေရှိပါတယ်ကဲတချို့ဆရာတွေမထောင်သေးပါဘူးဟုတ်ကဲ့ဆောင်းပါမယ်လွတ်လပ်ရွေးချယ်နိုင်ပါတယ်နော်ကိုဒီထောင်လိုက်ရှိတယ်ဆရာတူရိယက A ဆိုဒီလိုဖြစ်ရမှာပါဒီလိုမဟုတ်ပါဘူးလက်ပြီးမဟုတ်ဘူးဟုတ်တယ်ဒီလိုလေးဟုတ်ကဲ့ဆရာဂျွန်နီလည်းအဖြေပဲရွေးပေးပါဆရာOkay, sir. Okay, B ရေးထားရဆရာလည်း Okay, sir. အဖြေမှန်လေးတိုက်ကြည့်အောင်နော်
ကဲ့အပြေမှန်ကတော့ B ပဲဖြစ်ပါတယ်ပြည်ထောင်စုနဲ့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော်တက်ကိုကျမတို့ကမဲပေးရမှာဖြစ်ပါတယ်ကျမတို့မြန်မာနိုင်ငံမှာလွှတ်တော်3ရက်ရှိပါတယ်အမျိုးသားလွှတ်တော်ပြည်သူ့လွှတ်တော်ပြည်တီအောက်ဆုံးလေးမှာပေါ့နော် state ဒါမှမဟုတ် region လွှတ်တော်လို့ရေးထားတယ်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော်ဆိုပြီးတော့မှလွှတ်တော်3ရက်ရှိပါတယ်ဒီလွှတ်တော်တွေရွေးကောက်တဲ့ပုံစံလေးကိုနည်းလေးရှင်းချင်ပါတယ်အမျိုးသားလွှတ်တော်ကြတော့ဘယ်လိုရွေးကောက်ရရလဲဆိုရင်တော့ဒီတိုင်းနဲ့ပြည်နယ်ပေါ့နော်မြန်မာနိုင်ငံရှိရဲ့တိုင်းနဲ့ပြည်နယ်တွေကိုခြေခံပါတယ်တိုင်းတစ်ခုစီပြည်နယ်တစ်ခုစီကနေပြီးတော့မှကိုယ်စားလှယ်ကို12ဦးကြစီရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်တိုင်းဘယ်လောက်ပဲကြီးကြီးတိုင်းဘယ်လောက်ပဲသေးသေးပြည်နယ်ဘယ်လောက်ပဲကြီးကြီးပြည်နယ်ဘယ်လောက်ပဲသေးသေးညီတူညီမျှ12ဦးစီပဲရွေးကောက်တင်မြှောက်မှာဖြစ်တယ်ဆိုတော့ကျမတို့မြန်မာနိုင်ငံမှာပြည်နယ်နဲ့တိုင်းက14ခုရှိရဲ့အတွက်14ခုကနေပြီးတော့မှ12ဦးကြစီရွေးကောက်တင်မြှောက်ရပါတယ်အဲ့တော့အမျိုးသားလွှတ်တော်မှာပြည်သူတွေကနေပြီးတော့မှရွေးကောက်တင်မြှောက်တဲ့ကိုယ်စားလှယ်ဟာဆိုတော့168ဦးရှိပါတယ်ပြီးတော့ဒီအမျိုးသားလွှတ်တော်မှာပဲတက်မတော်သားကိုယ်စားလှယ်တွေရှိပါသေးတယ်2008ဖွဲ့စည်းပုံခြေခံဥပဒေအရဒီပြည်သူတွေရွေးကောက်ထားတဲ့ကိုယ်စားလှယ်တွေရဲ့3ပုံ1ပုံအချိုးနဲ့ညီမျှတဲ့တက်မတော်သားကိုယ်စားလှယ်ကိုကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့မှဓာတ်ရိုက်ခန့်အပ်ရပါတယ်ဆိုတော့အမျိုးသားလွှတ်တော်မှာပြည်သူရေးကောက်ထားတဲ့ကိုယ်စားလှယ်168ဦးနဲ့တက်မတော်သားကိုယ်စားလှယ်56ဦးအားလုံးပေါင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်224ဦးရှိပါတယ်ပြီးတော့ပြည်သူ့လွှတ်တော်ကကြတော့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်တွေကိုအခြေခံပါတယ်မြို့နယ်တစ်မြို့နယ်ကနေပြီးတော့မှတဦးကြစီရွေးကောက်တင်မြှောက်မှာဖြစ်ပါတယ်ဆိုတော့ပြည်နယ်နဲ့တိုင်းပေါ့နော်တစ်ခုနဲ့တစ်ခုကမတူနိုင်တော့ပါဘူးမြို့နယ်များတဲ့ပြည်နယ်တွေတိုင်းတွေဆိုရင်တော့ကိုယ်စားလှယ်တွေများနိုင်ပြီးတော့မှမြို့နယ်နဲ့တဲ့တိုင်းနဲ့ပြည်နယ်တွေကကြတော့ကိုယ်စားလှယ်တွေနေနိုင်ပါတယ်ဆိုတော့မြန်မာနိုင်ငံမှာ2008ဖွဲ့စည်းပုံခြေခံဥပဒေအရမြို့နယ်ပေါင်း330ရှိတယ်လို့ဖော်ပြထားပါတယ်ဆိုတော့ဒီ330မြို့နယ်ကနေပြီးတော့မှတဦးကြစီရွေးကောက်တင်မြှောက်ရတာဖြစ်တဲ့အတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြည်သူ့ရွေးကောက်ထားတဲ့ကိုယ်စားလှယ်က330ဦးရှိပါတယ်ပြီးရင်တော့ဒီ330ဦးရဲ့3ပုံ1ပုံအချိုးနဲ့ညီမျှတဲ့တက်မတော်သားကိုယ်စားလှယ်ကိုဒီပြည်သူ့လွှတ်တော်မှာလည်းကာကွယ်ဦးစီးချုပ်ကနေပြီးတော့မှခန့်အပ်ထားပါတယ်130ဦးရှိပါတယ်ဆိုတော့ပြည်သူ့လွှတ်တော်မှာကိုယ်စားလှယ်ပေါင်း440ဦးရှိပါတယ်ပြည်ထောင်စုလွှတ်တော်ဆိုတာကကြတော့ဒီအမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်နှစ်ရက်ပြန်ပေါင်းတာကိုပြည်ထောင်စုလွှတ်တော်လို့ခေါ်ပါတယ်။ပြီးတိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုတော့နောက် slide မှာထပ်ရှင်းပြပါမယ်။ဟုတ်ကဲ့။တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ရဲ့ဖွဲ့စည်းပုံပေါ့နော်။ဒီမြို့နယ်တိုင်းဒေသကြီးပြည်နယ်လွှတ်တော်တွေကကြတော့အဲ့ပြည်နယ်အဲ့တိုင်းမှာရှိတဲ့မြို့နယ်တွေကိုအခြေခံပါတယ်ဆိုတော့မြို့နယ်တစ်ခုကနေပြီးတော့မှ2ဦးကြစီကိုယ်စားလှယ်က2ဦးကြစီရွေးကောက်တင်မြှောက်မှာဖြစ်ပါတယ်ဆိုတော့ဒီတိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော်တွေကကြတော့ကိုယ်စားလှယ်အရေးအတွက်ကမတူနိုင်တော့ဘူးသူတို့ရဲ့မြို့နယ်တွေကိုအခြေခံရတာဖြစ်တဲ့အတွက်ပေါ့နော်ပြီးရင်တော့ဒီတိုင်းဒေသကြီးပြည်နယ်လွှတ်တော်မှာလည်းတက်မတော်သားကိုယ်စားလှယ်တွေပါသေးတယ်ဒီရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့3ပုံ1ပုံအချိုးနဲ့ညီမျှတဲ့တက်မတော်သားကိုယ်စားလှယ်တွေကိုဒီကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့မှတက်ရက်ခန့်အပ်ပါတယ်ဆိုတော့ဒီပေါ့နော်ဥပမာချင်းပြည်နယ်လွှတ်တော်ကိုဥပမာပေးကြည့်ရမယ်ဆိုတော့ချင်းပြည်နယ်မှာမြို့နယ်က6မြို့နယ်ရှိပါတယ်6မြို့နယ်ကနေပြီးတော့မှကိုယ်စားလှယ်က2ဦးကြစီရွေးကောက်တင်မြှောက်မှာဖြစ်တဲ့အဲ့အတွက်ကြောင့်မြို့နယ်မှာဆိုတော့မဲဆန္ဒနေ1မဲဆန္ဒနေ2ဆိုပြီးတော့မှပြန်ခွဲတယ်ပေါ့နော်ဆိုတော့2ဦးကြစီရွေးကောက်တင်မြှောက်မှာဖြစ်တဲ့အတွက်မြို့နယ်6ခုရှိရဲဆိုတော့ရွေးကောက်ခံကိုယ်စားလှယ်ကချင်းပြည်နယ်လွှတ်တော်မှာဆိုရင်တော့ကိုလီ18ဦးရှိပါတယ်ပြီးတော့ဒီ18ဦးရဲ့3ပုံ1ပုံအချိုးနဲ့ညီမျှတဲ့တက်မတော်သားကိုယ်စားလှယ်တွေပါသေးတယ်ဆိုတော့ဒီတက်မတော်သားကိုယ်စားလှယ်18ဦးရဲ့3ပုံ1ပုံအချိုးဆိုတော့6ဦးပေါ့နော်ဆိုတော့ဒီချင်းပြည်နယ်လွှတ်တော်မှာတော့ရွေးကောက်ခံကိုယ်စားလှယ်18ဦးနဲ့တက်မတော်သားကိုယ်စားလှယ်6ဦးပေါင်းလွှတ်တော်ကိုယ်စားလှယ်က24ဦးရှိပါတယ်ပြီးတော့ပေါ့နော်ဒီတိုင်းဒေသကြီးပြည်နယ်လွှတ်တော်တွေမှာတိုင်းသားလူမျိုးကိုယ်စားလှယ်တွေပါနိုင်ပါသေးတယ်ဒါကတော့3.1ရာခိုင်နှုန်းရှိရဲပေါ့နော်မြန်မာနိုင်ငံရဲ့လူဦးရေ3.1ရာခိုင်နှုန်းပြည့်တဲ့တိုင်းသားကိုယ်စားလှယ်တွေတိုင်းသားတွေဟာဆိုတော့သူတို့ရဲ့တိုင်းသားလူမျိုးကိုယ်စားလှယ်အတွက်ကိုပြန်ပြီးတော့မှမဲထည့်ခွင့်ရှိရပေါ့နော်ကျမတို့ဒီချင်းပြည်နယ်မှာတော့ဒီတိုင်းသားလူမျိုးကိုယ်စားလှယ်အတွက်ကတော့မရှိပါဘူးဒီဒါပေမဲ့စကိုင်းတိုင်းမှာတော့ချင်းတိုင်းသားတွေနဲ့ရှမ်းတိုင်းသားတွေဟာသူတို့ရဲ့တိုင်းသားလူမျိုးကိုယ်စားလှယ်အတွက်မဲထည့်ခွင့်ရှိပါတယ်ဆိုတော့ဒါတွေကတော့
တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော်ရဲ့ဖွဲ့စည်းပုံလေးပဲဖြစ်ပါတယ်လို့ဆိုတော့နံပါတ်2မေခွန်းဆက်သွားပါမယ်မေခွန်း1ကတော့မဲပေးရတွင်ရှိရမည့်လိုအပ်ချက်တစ်ခုကိုရွေးချယ်ပါ A အိမ်ထောင်ပြုတ်ပြီးဖြစ်ရမည် B အမျိုးသားဖြစ်ရမည် C မဲစင်းတွင်တက်နံမယ်ပါရှိရမည် D အလုပ်အကင်ရှိသူဖြစ်ရမည်တဲ့ Okay အဖြေလေးတွေဟုတ်ကဲ့ C ရွေးထားသူတွေရှိပါတယ် C များပါတယ် Sama Kim Nuro Bandop di do Sama Mukhin Thabu ဟုတ်ကဲ့ပါဒီဆက်ဆက်မုတ်ဖြေထားတာ C အဖြေတွေများနေရပေါ့နော်ဆိုတော့အဖြေမှန်လားတစ်ချက်ကြိုက်ကြည့်အောင်အဖြေမှန်ကတော့ C ပဲဖြစ်ပါတယ်ကိုကဒီရွေးကောက်ပွဲနဲ့တွေမှာမေးပေးနိုင်ဖို့ဆိုရင်တော့ကိုယ့်ရဲ့နာမည်ကသက်ဆိုင်ရာမဲစင်းထဲမှာပါမှာဖြစ်ပါတယ်ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ့နော်အသက်18နှစ်ပြည့်ပြီးတဲ့နိုင်ငံသားပြုခွင့်ရတဲ့သူတွေဟာဆိုရင်တော့မေးပေးခွင့်ရှိတဲ့သူတွေပဲဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့နာမည်ကမဲစင်းထဲမှာပါမလာဘူးဆိုရင်တော့ဒီမဲပေးလို့မရတော့ပါဘူးကိုကအသက်18နှစ်ပြည့်ပြီးတော့နိုင်ငံသားဖြစ်တော့လေကိုယ့်ရဲ့နာမည်ကမဲစင်းထဲမှာမပါဘူးဆိုရင်တော့မဲပေးလို့မရပါဘူးဆိုတော့ဒီရွေးကောက်ပွဲနေ့တွေမှာကျမတို့ပါဝင်ပြီးမဲထည့်နိုင်ဖို့ဆိုရင်တော့ကိုယ့်ရဲ့နာမည်ကသက်ဆိုင်ရာမဲစင်းထဲမှာပါဖို့ပါမှာဖြစ်ပါတယ်နံပါတ်3မိခုဆက်သွားပါမယ်မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲများကိုမိတုပ်ကျင်းပလေးရှိပါသည်နီ A ရွေးကောက်ပွဲများကိုတစ်ကြိမ်သာကျင်းပသည် B ရွေးကောက်ပွဲများကိုတစ်ခါတရံကျင်းပလေးရှိပြီးမိသည့်အချိန်ကျင်းပမည်ဆိုတာသိရန်ခက်ခဲပါသည် C ရွေးကောက်ပွဲများကို9နှစ်တစ်ကြိမ်ကျင်းပပါသည် D ရွေးကောက်ပွဲများကို4နှစ်တစ်ကြိမ်ကျင်းပပါသည်တဲ့ဆိုတော့အဖြေမှန်လေးတွေရွေးပေးကြပါအောင် Okay C တွေများပါတယ်ဟုတ်ကဲ့ Okay ဆိုတော့ဖြေလေးတိုက်ကြည့်အောင်နော်ဖြေမှန်ကတော့ C ပဲဖြစ်ပါတယ်ကျမတို့မြန်မာနိုင်ငံမှာရွေးကောက်ပွဲတွေကို9နှစ်တစ်ကြိမ်ကျင်းပပါတယ်2020မှာတော့ကျင်းပခဲ့တယ်2015ရောက်လာတော့ထပ်ကျင်းပတယ်ဒီနေ့ပါဝင်တဲ့ဆက်ဆရာမတွေထဲမှာလည်းမဲထည့်ခဲ့တဲ့သူတွေလည်းပါပါတယ်ပေါ့နော်ပြီးဒီ2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကြီးဟာဆိုရင်လည်းနိုဝင်ဘာလ10ရက်နေ့မှာကျင်းပရတော့မယ်ဒီနေ့နဲ့ဆိုရင်တော့3ရက်ပဲလို့တော့တာနော်3ရက်ပဲလို့ပါတော့တယ်ပြီးနောက်လာမယ့်2025ကျရင်လည်းဆက်လက်ပြီးတော့မှကျင်းပမှာဖြစ်ပါတယ်အဲ့လိုပဲပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်တော့ကျမတို့ထွေထွေရွေးကောက်ပွဲကို9နှစ်တစ်ကြိမ်ကျင်းပပါတယ်ဒီမှာကြားဖြတ်ရွေးကောက်ပွဲဆိုတာရှိပါသေးတယ်ဒီကြားဖြတ်ရွေးကောက်ပွဲတွေကဘာဖြစ်လို့ကျင်းပရတာလဲဆိုရင်တော့ဒီရွေးကောက်ပွဲတွေမှာအနိုင်ရသွားတဲ့အမတ်တွေပေါ့နော်အမတ်တွေဟာဒီပြည်ထောင်စုဝန်ကြီးနေရာတွေမှာတာဝန်ထမ်းဆောင်ရမယ်ဒီရာထူးတွေမှာတာဝန်ထမ်းဆောင်ရမယ်ဆိုတော့သူတို့ရဲ့နေရာကလစ်လက်သွားတယ်အဲ့လစ်လက်သွားတဲ့နေရာအတွက်ကိုပြန်ပြီးတော့မှကိုယ်စားလှယ်တွေကိုပြန်ပြီးရွေးကောက်တင်ပြရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီအနိုင်ရသွားတဲ့အမတ်တွေပေါ့နော်အမတ်တွေကစုံသွားတာမျိုးရှိခဲ့ရင်လည်းသူတို့တွေရဲ့နေရာအတွက်ကိုလစ်လက်သွားတဲ့နေရာအတွက်ကိုကြားဖြတ်ရွေးကောက်ပွဲပြန်ကျင်းပပေးရပါတယ် Okay ဆိုမေခွန်းလေးဆက်သွားပါမယ်ရွေးကောက်ပွဲများတွင်အရေးချင်းပြေဝသောမဲဆန္ဒရှင်များဘာကြောင့်ပါဝင်သင့်ပါသနည်းတဲ့ A အခြေခံလူခွင့်ရေးဖြစ်သည် B လူမှုဖူလုံရေးများကိုရရှိရေးအတွက်ဖြစ်သည် C မဲမပေးလျင်တန်ကြေးပေးဆောင်ရမည်ဖြစ်သည် D ထိုသူများသည်ရွေးကောက်ပွဲများတွင်မပါဝင်သင့်ပါတဲ့ Okay အဖြေမှန်လေးတွေဟုတ်ကဲ့ A ရွေးထားတဲ့သူတွေရှိပါတယ် A ကဲ B D ထင်တယ်နော် D ရွေးထားတဲ့သူတွေလည်းရှိပါတယ်ကဲဆိုတော့အဖြေမှန်ကဘာဖြစ်ဒီမှာတော့မဲကနည်းနည်းကွဲနေပြီပေါ့နော် A B A D တွေတိနေရတယ်ဆိုတော့အဖြေမှန်လေးတိုက်ကြည့်အောင်အဖြေမှန်ကတော့ A ပဲဖြစ်ပါတယ်ဒီရွေးကောက်ပွဲလေးတွေမှာကျမတို့မဲပေးတယ်ဆိုတော့ကတော့ကျမတို့ရဲ့အခွင့်အရေးပဲဖြစ်ပါတယ်ပေါ့နော်ဒီအပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးကြေညာစာတမ်းမှာဆိုရင်လည်းအပိုင်း27မှာဖော်ပြထားတယ်လူတိုင်းဟာမိမိနိုင်ငံရဲ့အုပ်ချုပ်ရေးမှာကိုယ်တိုင်ဖြစ်စေဒါမှမဟုတ်ဒီလွတ်လပ်ပြီးရွေးကောက်ထားတဲ့ကိုယ်စားလှယ်တွေမှတက်ဆင့်ပေါ့နော်ပါဝင်လို့ရတယ်ဆိုပြီးတော့မှဖော်ပြထားတယ်ကျမတို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင်လည်းအခန်း8မှာပေါ့နော်ဖော်ပြထားပါတယ်ကျမတို့ဟာမဲပေးခွင့်ရှိတယ်လို့ဒီကျမတို့ကိုယ်စားလှယ်တွေကိုလည်းရွေးကောက်ပိုင်ခွင့်ရှိပါတယ်ပေါ့နော်ဆိုပြီးမှဖော်ပြထားပါတယ်ဆိုတော့ဒီကျမတို့ရွေးကောက်ပွဲတွေမှာပွဲနေ့တွေမှာမဲပေးရဆိုတာကကျမတို့ရဲ့အခွင့်အရေးပေါ့နော်မွေးရပါအခွင့်အရေးပဲဖြစ်ပါတယ်လို့
ဆိုတော့မိခွန်းကဆက်သွားပါမယ်မြန်မာနိုင်ငံဤရွေးကောက်ပွဲစနစ်သည်မြည်သည့်ပုံစံဖြစ်ပါသည် A အနိုင်ရသူကုန်ယူစနစ် FPTP B အချိုးကျရွေးကောက်တင်မြှောက်ခြင်းနဲ့ C မသိပါတဲ့ဆိုတော့အဖြေကတော့ A B C ပဲရှိပါတယ် B ရွေးထားတဲ့သူတွေရှိပါတယ် B A လည်းရှိပါတယ် C ကတော့မတွေ့ရပါဘူးဆိုတော့ A B နဲ့နှစ်မဲကွဲသွားတယ်ပေါ့နော်ဒီလေးတိုက်ကြည့်ရအောင်အဖြေမှန်ကတော့ A ပဲဖြစ်ပါတယ်ကျမတို့မြန်မာနိုင်ငံမှာသုံးတဲ့ရွေးကောက်ပွဲစနစ်ကကြတော့အနိုင်ရသူအကုန်ယူစနစ်ပေါ့နော် FPTP First Past the Post System လို့ခေါ်ရပေါ့နော်ဒီ First Past the Post System ကိုဒီအားကစားအပြေးပြိုင်ပွဲတွေမှာလည်းသုံးတယ်ပေါ့နော်အပြေးပြိုင်ပွဲတွေမှာဆိုတော့ပန်းဝင်တဲ့သူဟာသူ့ရဲ့ပြိုင်ဖက်ပေါ့နော်အားကစားသမားတွေထဲနှာတစ်ပြားတာတယ်ဆိုရုံနဲ့အနိုင်ရရင်သူကအနိုင်ရတဲ့သူဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအနိုင်ရသူအကုန်ယူစနစ်မှာဆိုရင်လည်းကိုယ်စားလှယ်လောင်းတဦးဟာသူ့ရဲ့ပြိုင်ဖက်ကိုယ်စားလှယ်တွေထက်ပေါ့နော်မဲတမဲအသာရတယ်ဆိုရုံနဲ့သူကအနိုင်ရတဲ့အမတ်ဖြစ်သွားပါတယ်ဆိုတော့ဒါလေးကိုပိုင်ချက်လေးနဲ့နည်းနည်းလေးလေ့လာကြည့်ချင်ပါတယ်ဒီပိုင်ချက်မှာဆိုတော့မဲဆန္ဒနေတဲ့နေရာကနေဝင်ရောက်ရှင်ပြိုင်တဲ့ ABC ဆိုတဲ့ကိုယ်စားလှယ်တော့3ဦးရှိပါတယ်ဒီကိုယ်စားလှယ်3ဦးရဲ့မဲရလက်ကကြတော့ကိုယ်စားလှယ် A က19မဲရတယ်ကိုယ်စားလှယ် B က40ရတယ်ကိုယ်စားလှယ် C ကဒီကိုယ်စားလှယ်လောင်းပေါ့နော် C က42မဲဆိုပြီးတော့မှအတီးတီးရကြပါတယ်ဆိုတော့ဒီသူတို့ရဲ့မဲရလက်အရာပေါ့နော်မနိုင်သူအကုန်ယူစနစ်မှာဆိုရင်တော့ဒီကိုယ်စားလှယ် C ကမဲအများဆုံးနဲ့ကျန်တဲ့ကိုယ်စားလှယ်တွေကိုအသာရနေတဲ့အတွက်ကြောင့်ဒီကိုယ်စားလှယ် C ပေါ့နော်42မဲရတဲ့ကိုယ်စားလှယ်ဟာဆိုတော့အနိုင်ရတဲ့အမတ်ဖြစ်သွားပါတယ်လို့ Okay ဆိုတော့မိခွန်းချဆက်သွားပါမယ်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲများတွင်အဓိကပါဝင်ပတ်သက်နေသူများသည်မည်သူများဖြစ်မည်နည်းတဲ့ A ရွေးကောက်ပွဲကော်မရှင် B နိုင်ငံရေးပါတီများနှင့်ကိုယ်စားလှယ်များ C သတင်းမီဒီယာများဒါမှမဟုတ်အရက်ဖက်လူမှုဖွဲ့စည်းများ D အထက်ဖော်ပြပါအားလုံးတဲ့ Okay ရွေးပေးကြပါ A B A D A ဟုတ်ကဲ့ A နဲ့ D နဲ့နှစ်မဲကွဲနေပါတယ်ဆိုတော့အဖြေလေးတိုက်ကြည့်ရအောင်နော်ဖြေမှန်ကဒီဖြစ်ပါတယ်ဒီ ABC မှာပါတဲ့သူတွေအကုန်လုံးဟာကျမတို့အကုန်လုံးဟာပေါ့နော်ဒီရွေးကောက်ပွဲတွေမှာဆိုတော့အဓိကပါဝင်ပတ်သက်နေသူတွေပဲဖြစ်ပါတယ်ဒီမြန်မာနိုင်ငံမှာပေါ့နော်ရွေးကောက်ပွဲကြီးကိုဦးဆောင်ကျင်းပတဲ့အဖွဲ့ကတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖြစ်ပါတယ်ဒါပေမဲ့ဒီရွေးကောက်ပွဲဖြစ်စဉ်မှာပါတဲ့လုပ်ငန်းစဉ်တွေပဲဖြစ်ပေါ့နော်ဒီကိစ္စတွေအကုန်လုံးကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်ပဲမဟုတ်ပါဘူးဒီထွက်တော်မှာလည်းသူရဲ့တာဝန်ရှိတယ် BB စောင့်ကြည့်ရေးလာရဲ့ဖွဲ့တွေကလည်းသူတို့တာဝန်ရှိတယ်မဲဆန္ဒရှင်ပြည်သူတွေမှာလည်းကျမတို့တာဝန်ကိုစီရှိကြပါတယ်ပေါ့နော်ဒီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့မှဒီလာမယ့်ထွေရွေးကောက်ပွဲအတွက်သုံးမဲ့အသုံးစေးဘတ်ဂျက်တွေကိုရွေးဆွဲတယ်ပြီးရင်တော့ဒီထွက်တော်တင်ပြပြီးတော့မှဒီထွက်တော်ကနေပြီးတော့မှအတည်ပြုပေးရတယ်ပေါ့နော်ပြီးရင်တော့ဒီမဲဆန္ဒရှင်ပြည်သူတွေဟာဆိုတော့ဒီကျမတို့လည်းပါဝင်တယ်ဒီမှာဆိုတော့မဲဆန္ဒရှင်ပြည်သူတွေမှာဆိုကျမတို့မတန်ဆွမ်းတွေလည်းပါမယ်တိုင်းရင်းသားလူနည်းစုတွေလည်းပါမယ်ပေါ့နော်ကျမတို့လည်းတိုက်ရိုက်ပါဝင်ပါတယ်ပြီးရင်တော့ဒီပေါ့နော်နိုင်ငံတကာအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ဒီပြည်တွင်းကအရက်ဖက်လူမှုဖွဲ့စည်းတွေလည်းပါပါတယ်ကျမတို့ဆိုရင်တော့ဒီအခုကျမတို့ဖွဲ့စည်းဆိုရင်တစ်ခုပါဝင်ပဲပေါ့နော်ဒီမဲဆန္ဒရှင်အသိပညာပေးခြင်းကဏ္ဍတွေမှာလည်းကျမတို့ပါဝင်တယ်ပြီးရင်တော့ဒီပေါ့နော်ဝန်ကြီးဌာနတွေလည်းပါပါတယ်ဒီဝန်ကြီးဌာနမှာပညာရေးဌာနကဆရာဆရာမတွေဆိုရင်လည်းဒီရွေးကောက်ပွဲနေ့မှာမဲရုံမှုတွေအနေနဲ့သူတို့ကတာဝန်ထမ်းဆောင်ရတယ်ပေါ့နော်ဆိုတော့ဒီမှာတော့ကျမတို့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်တော့အကုန်လုံးကဓာတ်ရိုက်တော့မဟုတ်တွဲဝိုင်းနဲ့ကျမတို့အကုန်လုံးပါဝင်ပါတယ်အဲ့ဒါကိုရွေးကောက်ပွဲဆိုင်ရာကဏ္ဍဆုံးမှာပါဝင်ပတ်သက်သူများလို့လည်းကျမတို့ခေါ်နိုင်ပါသေးရဲ့ပေါ့နော်ဆိုတော့ဒီမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲမှာတော့ကျမတို့အကုန်လုံးတွေဟာအဓိကပါဝင်ပတ်သက်နေသူတွေပဲဖြစ်ပါတယ်လို့မဲဆန္ဒရှင်တွေပဲမဟုတ်ဘူးဒီနိုင်ငံရေးပါတီတွေပဲမဟုတ်ပါဘူးကျမတို့အကုန်လုံးဟာပါဝင်ပါတယ်ဆိုတာလေးပြောချင်ပါတယ်ဆိုတော့မေခွန်းခွန်းနဲ့ပေါ့နော်မြန်မာနိုင်ငံဤသမရကိုမိသူကရွေးကောက်တင်မြှောက်ပါတနည်းတဲ့ A မဲဆန္ဒရှင်များ B ပြည်ထောင်စုလွှတ်တော်မှကိုယ်စားလှယ်များဒါမှမဟုတ်နိုင်ငံရေးပါတီများ E ကောက်ဆောင်များပေါ့နော် C ဆိုတော့အပြည့်မလေးရွေးပေးကြပါ Okay A B Okay
မဲကတော့ AB နဲ့꿰သွားပါတယ်ဟုတ်ကဲ့ဒါပေမဲ့အဖြေမှန်ကတော့တစ်ခုပဲဖြစ်ပါတယ်လို့တော့အဖြေလေးရေးကြည့်အောင်ဒီမှန်ကတော့ပီထောင်စုထွက်တော်မှာကိုယ်စားလှယ်တွေကနေပြီးတော့မှသမရကိုရွေးကောက်တင်မြှောက်ရတာဖြစ်ပါတယ်လို့ဒါလေးကိုနည်းနည်းလေးရှင်းချင်ပါတယ်ဒီပီထောင်စုလွှတ်တော်မှာဆိုရင်တော့ဒီလွှတ်တော်ဆိုတာကပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းတာကိုပီထောင်စုလွှတ်တော်လို့ခေါ်တယ်ဒီပီထောင်စုလွှတ်တော်မှာဆိုတော့ပြည်သူတွေရွေးကောက်ထားတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က330ရှိရဲပြီးရင်ပြည်သူတွေရွေးကောက်ထားတဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟာဆိုတော့168ဦးရှိရဲရှေ့စလိုက်မှာလည်းနည်းနည်းရှင်းပြပေးသွားပြီပေါ့နော်ဆိုတော့ဒီပြည်သူတွေရွေးကောက်ထားတဲ့ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေပြီးတော့မှဒုတိယသမ္မတတယောက်ရဲ့အမည်စာရင်းကိုတင်သွင်းရပါတယ်ပြီးရင်တော့ဒီပြည်သူတွေရွေးကောက်ထားတဲ့အပူသားလွှတ်တော်အစုဖွဲ့ကနေပြီးတော့မှဒုတိယသမ္မတတယောက်ရဲ့အမည်စာရင်းကိုတင်သွင်းရပါတယ်ပြီးတော့ဒီထောင်စုလွှတ်တော်မှာတက်မတော်သားကိုယ်စားလှယ်တွေရှိပါသေးတယ်ဒီတက်မတော်သားကိုယ်စားလှယ်အစုဖွဲ့ကနေပြီးတော့မှဒုတိယသမ္မတတယောက်ရဲ့အမည်စာရင်းကိုတင်သွင်းရပါတယ်ပြီးရင်တော့ဒီ၃ယောက်ကိုသမရရွေးချယ်ရေးအဖွဲ့ပေါ့နော်ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ်တွေကနေပြီးတော့မှမဲခွဲပြီးတော့ဆုံးဖြတ်ပါတယ်မဲပေးကြတယ်အမှမဲအများဆုံးရသွားတဲ့သူကကြတော့သမရဖြစ်သွားပြီးတော့မှဒုတိယနဲ့တတိယမဲအများဆုံးရတဲ့သူတွေကကြတော့ဒုတိယသမရတွေအလိုလိုဖြစ်သွားပါတယ်ဒါနဲ့2015ရွေးကောက်ပွဲကိုဥပမာပေးကြည့်ရမယ်ဆိုရင်တော့ဒီ2015မှာပြည်သူ့လွှတ်တော်စုဖွဲ့ကနေပြီးတော့မှဦးထင်ကျော်ကိုအမည်စင်းတင်သွင်းပါတယ်ပြီးရင်တော့ဒီအမျိုးသားလွှတ်တော်စုဖွဲ့ကနေပြီးတော့မှဒုတိယသမရအမည်စင်းမှာဦးဟန်ရီဗန်ချီကိုအမည်စင်းတင်သွင်းပါတယ်ပြီးရင်တော့ဒီတက်မတော်သားစုဖွဲ့ကနေပြီးတော့မှဦးမြင့်ဆွေကိုအမည်စင်းတင်သွင်းပါတယ်ဒီ၃ဦးကိုသမရရွေးချယ်ရေးအဖွဲ့ပေါ့နော်ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ်တွေကနေပြီးတော့မှမဲပေးတဲ့အချိန်မှာမဲအများဆုံးရရှိတဲ့ဦးထင်ကျော်ဟာဆိုရင်တော့နိုင်ငံတော်သမရဖြစ်သွားပါတယ်ပြီးတော့ဒုတိယနဲ့တတိယမဲအများဆုံးရတဲ့သူဦးမြင့်ဆွေနဲ့ဦးဟန်ရီဗန်ချီတို့ကကြတော့ဒုတိယသမရတွေဖြစ်သွားကြပါတယ်လို့ဒါလေးကတော့မြန်မာနိုင်ငံရဲ့သမရရွေးချယ်တဲ့ပုံစံလေးပဲဖြစ်ပါတယ်ကျမတို့ပြည်သူတွေကနေပြီးတော့မှဓာတ်ရိုက်ရွေးကောက်တင်မြှောက်တာမဟုတ်ပါဘူးကျမတို့ရွေးကောက်ထားဒီပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ကိုယ်စားလှယ်တွေပေါ့နော်ကိုယ်စားလှယ်တွေကနေပြီးတော့မှတဆင့်ပြန်ပြီးရွေးကောက်တင်မြှောက်ရတာဖြစ်ပါတယ်လို့ဆိုတော့ဒီကျမတို့ပေါ့နော်ရွေးကောက်ပွဲတွေမှာမဲပေးဖို့ကအရေးကြီးပါတယ်ဒီကျမတို့ရွေးကောက်ပွဲတွေမှာမဲပေးမှကျမတို့ကိုစားပြုတဲ့ကိုစားပြုပြီးတော့မှပေါ့နော်ဒီသက်ဆိုင်ရာလွှတ်တော်အသီးသီးမှာကိုစားပြုပြီးတင်ပြပေးမယ်ကိုယ်စားလှယ်တွေကိုရွေးချယ်နိုင်မှာဖြစ်တယ်ဆိုတော့ရွေးချယ်နိုင်မှာဖြစ်တယ်ဆိုတော့ဒီကျမတို့ရဲ့ဒီရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေကနေမှတစ်ဆင့်ပေါ့နော်9နှစ်တာတွင်းမှာစီမံအုပ်ချုပ်ရေးမှာပါမဲ့သူတွေကိုသူတို့တွေကနေပြန်ပြီးရွေးချယ်ရမှာဖြစ်တယ်ဆိုတော့ကျမတို့ရွေးကောက်ပွဲနေ့တွေမှာမဲမပေးခဲ့ဘူးဆိုတော့သူများတွေရွေးချယ်တဲ့ကိုယ်စားလှယ်လောင်းတွေကကျမတို့ကိုစားပြုသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့မဲပေးတဲ့ချိန်မှာကျမတို့ဥတုရဲ့မဲကသူကလုပ်ငန်းနှစ်ခုတပြိုင်တည်းလှုပ်ဆောင်ပါတယ်မဲစပေးပြီးဆိုတာနဲ့ကိုကြိုက်တဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်အဖွဲ့အစည်းကိုထောက်ခံပေးတယ်လို့ကိုမကြိုက်တဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်ကိုလည်းဖြုတ်ချတယ်ပေါ့နော်ဆိုတော့ကျမတို့ရွေးကောက်ပွဲနေ့ဒီမှာမဲပေးခြင်းဖြစ်ပေါ့နော်ကျမတို့ကိုစားပြုမယ်ကျမတို့ဒီလူမျိုးအတွက်ပဲဖြစ်ဖြစ်ကျမတို့ရဲ့ရွာဒေသအတွက်ပဲဖြစ်ဖြစ်ပေါ့နော်လိုအပ်ချက်တွေကိုတင်ပြပေးမယ်ကိုယ်စားလှယ်တွေကိုရွေးချယ်ကြပါစို့လို့ပြောကြရင်းနဲ့ကျမပထမပိုင်းဆွေးနွေးတာကိုဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်ဆိုတော့ပထမပိုင်းဆွေးနွေးတာတော့ဒီလောက်ပဲပေါ့နော်အားလုံးပါဝင်ပြီးတက်ကြွပါဝင်ဖြည့်ပေးကြလို့လည်းကျေးဇူးတင်ပါတယ်လို့ဆိုတော့ဒုတိယပိုင်းအစီအစဉ်ကိုဆက်ပြီးတော့မှဆရာစောကနေပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်မိခုမေးဆရာလေးတွေရှိခဲ့မယ်ဆိုရင်လည်းရှေ့ကပြောသွားသလိုပဲမိခုလေးတွေစုထားနိုင်ပါတယ်ဒုတိယပိုင်းဆွေးနွေးပြီးသွားရင်တော့အမေးဖြေကဏ္ဍလေးရှိပါအောင်လို့ပေါ့နော်ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်အတန်ဒီကောင်းကောင်းကြားရသလားဒါမှမဟုတ်ကျွန်တော်ဒီရှင်းလိုက်တာကိုမြင်ရပါသလားဟောမြင်ရပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခုကျွန်တော်ကဒုတိယပိုင်းအနေနဲ့တစ်ဆက်တည်းပြောမှာကတော့ကျွန်တော်တို့ဒီမဲဘယ်လိုပေးရတယ်လဲရုပ်ောက်ပွဲနေ့ရဲ့အချိန်တွေကဘယ်လိုရှိလဲမင်းတို့အချိန်တွေမင်းတို့ခင်ကျင်းဘယ်လိုရှိတယ်ဆိုတော့ကျွန်တော်တစ်ဆက်တည်းဆွေးနွေးပြပါမယ်ဒါကတော့
매용 진진 너무나 봉산 피바래 이တိုင်းတစ်ထက်သေးကြမယ်လို့မဟုတ်ဘူးဒါပေမဲ့အခြေခံအားဖြင့်တော့ဒီသဘောတရားပဲဖြစ်မှာပါဒါကဒီဖြစ်တော့ဒါအမျိုးသားဖြစ်တော့ဒါတိုင်းဒေသကြီးဖြစ်တော့ဒါမှမဟုတ်ပြည်နယ်ဖြစ်တော့ကိုကတိုင်းသားရေးရာကိုယ်စားလှယ်မေးပေးပိုင်ခွင့်ရှိတဲ့သူဆိုရင်တော့နောက်ထပ်ဒီတိုင်းသားရေးရာကိုယ်စားလှယ်ဖြစ်တော့ဆိုပြီးတော့ဒီမေးဆန္ဒဘုံဆိုပြီးရှိပါမယ်မေးတကြိမ်ပေးတယ်ဆိုတာကဒီမှာတစ်ခါပေးလို့လည်းမေးတကြိမ်ပေးတယ်လို့မသက်ရောက်ဘူးဒီ3ခုစလုံးဒါမှမဟုတ်ဒီ4ခုစလုံးကိုပေးမှမေးတကြိမ်ပေးတယ်လို့အတိတ်ပဲသက်ရောက်ပါတယ်မေးရုံထဲမှာဆိုရင်ဒါကတော့လုံခြုံရေးဝန်ထမ်းပါမေးရုံရဲ့လုံခြုံရေးဝန်ထမ်းစီကနေကိုပဲကျွန်တော်အရင်ဆုံးတွေ့ရပါမယ်သူစီမှာခိုင်းခါခါတူကြပြီးမှမေးရုံထဲဝင်လို့ရပါမယ်ဒါကတော့မေးရုံမူပါဒီမှာထိုင်ပါတယ်ဒီဘက်ကထိုင်တာကတော့ဒုတိယမေးရုံမူနဲ့ကော်မရှင်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်ဒီမှာထိုင်တဲ့သူတွေကတော့နိုင်ငံရေးပါတီကစေလွှတ်တဲ့ကိုယ်စားလှယ်တွေရှိတယ်ဝင်ရောက်ရှင်ပြန်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ပူဇော်ထားတဲ့ကိုယ်စားလှယ်တွေလည်းရှိတယ်အခေါ်အားဖြင့်တော့နိုင်ငံရေးပါတီကစေလွှတ်လိုက်တဲ့ကိုယ်စားလှယ်ကိုကြရင်မေးရုံကိုယ်စားလှယ်လို့ခေါ်တယ်ဝင်ရောက်ရှင်ပြန်တဲ့ကိုယ်စားလှယ်လောင်းကနေစေလွှတ်တဲ့ကိုယ်စားလှယ်ကိုကြရင်ရွေးကောက်ပွဲကိုယ်စားလှယ်ဆိုပြီးတော့သုံးပါတယ်ဆိုရင်ကျွန်တော်တို့ကမေးပေးမဲ့လူကတော့ဒီမှာဝင်သွားပြီးတော့ဒီနေရာနောက်တစ်ခုကြံခဲ့တယ်ဒါတွေကတော့ဒီမှာရဲ့ဒါတွေကတော့နိုင်ငံတကာပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာတဲ့အဖွဲ့အစည်းဖွဲ့ဝင်တွေဖြစ်ပါတယ်ကျွန်တော်မေးပေးဖို့သွားမယ်ဆိုရင်ဒါကတော့မေးစရင်စစ်တဲ့နေရာပါဒီနေရာမှာကျွန်တော်တို့ရဲ့မေးအမှတ်စဉ်ကဘယ်လောက်လဲဆိုတာဒီမှာကြည့်ရပါမယ်ကြည့်ပြီးတော့ပေးချပြီးဆိုရင်ကျွန်တော်ဒီမှာလက်မှတ်ထိုးပေးရပါမယ်လက်မှတ်ထိုးပြီးရင်သူ့ဘေးနားမှာထိုင်တဲ့မေးရုံတောင်းရှိတဲ့လူပေါ့သူကဆန္ဒမဲထုတ်ပေးပါလိမ့်မယ်အဲ့ဒီဆန္ဒမဲပြကိုယူပြီးတော့ကျွန်တော်ဒီမှာဖြုတ်ဝက်ဆန္ဒပြုခန်းမှာဒစိရိုက်ရပါလိမ့်မယ်ဒစိရိုက်ပြီးတော့အဲ့ဒီမေးရုံလေးကိုဖောက်လေးခောက်ပြီးတော့ကျွန်တော်တို့ဆန္ဒမဲပုံးထဲကိုထည့်ရပါတယ်ဆန္ဒမဲပုံးထည့်ပြီးရင်လည်းဒီတိုင်းပဲဒီအမျိုးသားလွှတ်တော်မှာလည်းဒီတိုင်းပဲဒီနေ့လွှတ်တော်ဒါမှမဟုတ်တိုင်းဒေသကြီးလွှတ်တော်မှာလည်းဒီတိုင်းပါပဲကျွန်တော်တို့ချင်းပြည်နယ်မှာတော့ရေးရတိုင်းသားရေးရရှိဘူးစကိုင်းတိုင်းမှာရှိတယ်စကိုင်းတိုင်းမှာဆိုရင်ချင်းရေးရကိုယ်စားလှယ်နဲ့ရှမ်းရေးရကိုယ်စားလှယ်ရှိပါတယ်စကိုင်းတိုင်းမှာနေတဲ့ရှမ်းတိုင်းရင်းသားဖြစ်ဖြစ်ချင်းတိုင်းရင်းသားဖြစ်ဖြစ်ဆိုရင်မေးပုံးလေးပုံးထည့်ရပါမယ်အဲ့ဒီမဲအားလုံးထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အပြင်မှာသွားပြီးတော့လက်တန်းကိုဘေဖက်လက်တန်းကိုဒီဆွဲရပါတယ်အဲ့ဒီနှင်းကတော့3-4ရက်ကြာတယ်လို့ပြောပါတယ်ဒီခုသက်ဒါကတော့မင်းရုံအချင်းချင်းပါဒီဟာကတော့ကျွန်တော်ထပ်ပြီးပြောပါမယ်ကျွန်တော်တို့ထိမဲ့မေးပုံးကတော့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက်တပုံးရှိပါတယ်ဘုံကအယောင်ကအစိမ်းရောင်ပါမြို့သားလွှတ်တော်ကိုယ်စားလှယ်အတွက်တပုံးမှာထည့်ရပါမယ်သူ့ရဲ့အယောင်ကအပြာရောင်ပါအဲ့ဒီနှစ်ခုကိုပြည်ထောင်စုလွှတ်တော်လို့ခေါ်ပါတယ်ဆိုတော့တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော်ရဲ့မေးပုံးကတော့ခရမ်းရောင်ဖြစ်ပါတယ်နောက်ပြီးတော့ရေးရကိုယ်စားလှယ်ရဲ့မေးပုံးကတော့ဖြူရောင်ဖြစ်ပါတယ်ကျွန်တော်တို့တချို့ချင်းပြည်နယ်မှာရှိတဲ့ချင်းတိုင်းရင်းသားတွေကတော့မေးပုံး3ပုံးပဲထည့်ရပါမယ်စကိုင်းတိုင်းဒေသကြီးမှာနေတဲ့ချင်းတိုင်းရင်းသားတွေကတော့မေးပုံး4ပုံးထည့်ရပါမယ်အဲ့ဒါလေးသင်ထားဖို့လိုပါတယ်တစ်ဆက်ထဲမှာပဲခိုင်လုံမဲအကြောင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်ပုံစံ1ခိုင်လုံမဲဖြစ်ပါတယ်ကိုယ်စားလှယ်လောင်းတူဦးတဲ့ကိုထင်ရှားရှားဆန္ဒပြုထားတာဖြစ်ပါတယ်ပုံစံ2လဲခိုင်လုံမဲပါဘာလို့ပြတယ်လဲဆိုရင်ဒီတစိမ့်တုံးကိုပြောင်းပြန်ရိုက်ထားတာပါဒါပေမဲ့ကိုယ်စားလှယ်လောင်းဦးမပြောသေးကိုထင်ရှားရှားဆန္ဒပြုတယ်ဆိုပြီးတော့ဒါကိုလည်းပဲခိုင်လုံမဲအဖြစ်သတ်မှတ်ပါတယ်ပုံစံ3ခိုင်လုံမဲပါသူကဥပန်းတီကိုပေးထားတယ်ဆိုမဲ့ဟိုဖက်ဒေါ်ဖေးတီရဲ့သူ့ရဲ့ပြန်ဖက်ကိုယ်စားလှယ်လောင်းဒေါ်ဖေးတီအကွက်ထဲကိုနည်းနည်းလေးရောက်သွားတယ်ဆိုပေမဲ့ဒီအကွက်ရဲ့အများစုကဥပန်းတီထဲမှာနေတဲ့အတွက်ဒါဥခိုင်လုံမဲပါဒီတစိမ့်တုံးမှာအကွက်6ကွက်ရှိပါတယ်တဲ့အဲ့ဒီအကွက်6ကွက်ထဲကအများဆုံး5ကွက်ရောက်တဲ့ဖက်ကိုခိုင်လုံမဲဖြစ်သတ်မှတ်ပေးပါတယ်တဲ့ဒါပုံစံ4ရယ်ပုံစံ5ရယ်သဘောတဘာဝချင်းတူပါတယ်ကိုယ်စားလှယ်လောင်းရဲ့နာမည်ပေါ်မှာရိုက်ထားတာတစ်ခုနောက်အမှတ်တစိမ့်ပေါ်မှာရိုက်ထားတာတစ်ခုဒါလေးပဲခိုင်လုံမဲဖြစ်သတ်မှတ်ပါတယ်တဲ့နောက်ဒီဘက်ကပုံစံ6နဲ့ပုံစံ9ကလည်းသဘောတဘာဝချင်းတူပါတယ်ဆန္ဒပြုထားတဲ့မေးရိုက်ထားတဲ့မေးလက်မှတ်ကအပြင်ကိုရောက်သွားတဲ့ဆိုပေမဲ့သူ့ရဲ့ပြန်ဖက်ဖြစ်တဲ့ဒေါ်ဖေးသီးနဲ့ဥပန်းသီးရဲ့အကွက်ထဲကိုမထိတဲ့အတွက်ဒါဥမပြောသီးကိုဆန္ဒပြုတယ်ဆိုပြီးတော့ခိုင်လုံရေးဖြစ်ပေးပါတယ်ပုံစံ9လည်းအဲ့လိုပါပဲဒေါ်ဖေး
ကိုဆန္ဒပြုထားတဲ့ဒါမဲ့တချမ်းလောက်ကအပြင်ကိုရောက်သွားတယ်ဒါမဲ့သူပြန်ဖက်တယ်မကြည့်တဲ့အတွက်ဒါပြီးတော့တော့ပေးပြီးပဲခိုင်မေးပါပုံစံရှိကလည်းအဲ့လိုပဲဦးပန်းတီးရဲ့အခုထက်ကိုဒီအကွက်အစိတ်လေး6စိတ်ရှိတဲ့နေရာမှာတစ်စိတ်ပဲပါတာတော့မှသူပြန်ဖက်တယ်ကိုမကြည့်တဲ့အတွက်ပြန်ဖက်ကိုယ်စားလှယ်တွေကိုမကြည့်တဲ့အတွက်ဒါခိုင်လုံမေးဖြစ်သတ်မှတ်ပါတယ်နောက်ပြီးတော့ပုံစံ9ရဲ့ပုံစံ10ရဲ့ပုံစံ17ရဲ့သဘောတော်ကတူပါတယ်3နေရာစလုံးရိုက်ထားတယ်ဒီမှာဆိုရင်2နေရာရိုက်ထားတယ်ဒီမှာလည်း2နေရာရိုက်ထားတယ်ဒါပေမဲ့သူရိုက်လိုက်တဲ့နေရာကကိုယ်စားလှယ်လောင်းတူဦးရဲ့နေရာတွေဖြစ်တဲ့အတွက်ဒါခံယူမှုမျိုးဖြစ်သတ်မှတ်တယ်တခြားကိုယ်စားလှယ်လောင်းသူ့ရဲ့ပြန်ဖက်ကိုယ်စားလှယ်လောင်းတွေကိုမထိဘူးအဲ့ဒါတော့ဒါကတော့ခံယူမှုလို့သတ်မှတ်ပါတယ်ဒါကတော့အရင်2015ထူတဲ့ရွေးကောက်ပွဲတုန်းကတော့ဒါပြင်မေးအဖြစ်သတ်မှတ်ပါတယ်ဒါပေမဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့သူတွေရဲ့အစီရင်ခံစာအရမြန်မာနိုင်ငံမှာပြင်မေးတွေများတယ်ဆိုတဲ့အတွက်ဒါကိုရွေးကောက်ပွဲမှာကျတော့ကျွန်တော်တို့ခိုင်လုံမှုဖြစ်သတ်မှတ်တာဖြစ်ပါတယ်ပုံစံ7ကလည်းထူးခြားပါတယ်ဌာနမေးကိုတနေရာထဲမှာပဲနှစ်ကြိမ်ရိုက်ထားတယ်အရင်တော့ဒါပြင်မေးပါဒါပေမဲ့အခုကတော့ခိုင်လုံမှုဖြစ်ပေးပါတယ်ပုံစံ73ကလည်းထူးခြားမှုရှိပါတယ်ကိုယ်စားလှယ်လောင်းတော့ဦးပန်းတီကိုဌာနပြုထားတယ်ဒါပေမဲ့နောက်တစ်ကြိမ်သူကထက်ရိုက်တဲ့အခါကျရင်သူ့ရဲ့ပေါ်နာကပြန်ဖက်ဖြစ်တဲ့ဒေါ်ဖေးသီးရဲ့အကွက်ထိပ်ကိုအကွက်စိတ်လေး3စိတ်ရောက်နေတယ်ဒါပေမဲ့ကျန်တဲ့6စိတ်ကဒီဘက်ကိုဥပန်းဒီဘက်ကိုပါတယ်ဆိုလို့သူ့ကိုခိုင်မှုဖြစ်သတ်မှတ်ပေးပါတယ်တဲ့ဒါကတော့ပေမင်းနမူနာပုံစံတွေဖြစ်ပါတယ်ပုံစံ1ရဲ့ပုံစံ2ရဲ့သဘောတဘာဝချင်းတူပါတယ်ကိုယ်စားလှယ်လောင်း2ဦးကြားကိုသူကအလေတိတ်ကိုရိုက်ထားတာဒီအကွက်တွေလေးဟိုဘက်တစ်ဝက်ဒီဘက်တစ်ဝက်ပါနေတယ်အဲ့ဒါကြောင့်မလို့ဒီကိုယ်စားလှယ်လောင်း2ဦးကသူ့ရဲ့ခိုင်လုံမဲကိုယ့်ရဲ့ခိုင်လုံမဲဆိုတာအငင်းပွားနိုင်တာဖြစ်တဲ့အတွက်ဒါကိုပြင်ပြဖြစ်သတ်မှတ်ပါတယ်ပုံစံ3ကတော့လုံးလုံးလလျအပြင်ကိုရောက်သွားတာပါဒါပြင်မဲပါပုံစံ4ကတော့ပြဲနေတဲ့စာရွက်ပါဒါလေးပြင်ပြဖြစ်ပါတယ်ပုံစံ5ကတော့မေးရုံမူလက်မှတ်မပါတာပါဒါကိုပြင်ပြဖြစ်သတ်မှတ်ပါတယ်ဒါကိုလည်းပဲဟိုကျူတင်မေးနဲ့မရောထွေးစေချင်ဘူးကျူတင်မေးမှာကတော့မေးလက်မှတ်ပါမှာမဟုတ်ဘူးဒါပေမဲ့ရုပ်ောက်ပေးနေမှာပေးတဲ့မေးကိုကြတော့မေးရုံမူလက်မှတ်ပါဖို့လိုပါတယ်ပုံစံ6ကတော့လုံးဝစန္ဒမပြုထားတဲ့မေးဖြစ်ပါတယ်ဒါပြင်မေးပါပုံစံ9ကအစွန်းထင်းပါနေတဲ့မေးဒါပြင်မေးဖြစ်ပါတယ်ပုံစံ10ကတော့ဒီမှာအညီအောင်ကြည်ပွင့်လေးအမှတ်အသားလုပ်ထားတဲ့အတွက်ဒါပြင်မေးပါပုံစံ9ရဲ့ပုံစံ10ရဲ့သဘောတော်ဝါချင်းပြပါတယ်ကိုယ်စားလှယ်လောင်းတဦးထက်ပိုပြီးဆန္ဒပြုထားလို့ဖြစ်ပါတယ်အဲ့ဒါဆိုရင်အငင်းပွားနိုင်တာဖြစ်တဲ့ဒါကိုလည်းပဲပြင်ပြဖြစ်သတ်မှတ်ပါတယ်ပုံစံ10ပုံစံ17ကတော့အရှိပိုင်းမှာကျွန်တော်ဒီခိုင်လုံမဲမှာရှင်းပြတဲ့အထက်မှာနည်းနည်းပါတယ်ကိုယ်စားလှယ်လောင်းတဦးကိုသူကဆန္ဒပြုထားတယ်ဒါပေမဲ့တင်ရိုက်လိုက်တဲ့မဲကသူ့ရဲ့ပြန်ဖက်ဖြစ်တဲ့ဒေါ်ဖေးတီးရဲ့အကွက်ထဲကို6ကပ်ပါသွားတဲ့အတွက်ဒါကိုလည်းပဲပြင်ပြဖြစ်သတ်မှတ်ပါတယ်တဲ့ဆရာတို့ဆရာမတို့ဒီထိအဆင်ပြေလားပြပါရခင်ဗျာပြပါတယ်ဗျဟုတ်ဆင်ပြပါတယ်ပုံစံရှိရဘာကြောင့် star ကိုအဲ့ဒါပါတယ်လေဟိုအဲ့လိုမျိုးလောက်ထားတယ်ဆိုရင်တော့ပြင်မေးဖြစ်မယ်လို့ပြောတာ star ပါရမယ်လို့ပြောတာမဟုတ်ဘူးဆိုသူတို့ဒီဒါဆိုရင်တော့ဒီမြေပေးမဲ့လူလူထုတွေကအဲ့ဒီစာရွက်ကိုတေချာလေးချိဖို့လူပါပေါ့ဟုတ်တယ် star ရေလုံးမမဟုတ်ဘူးတခြားသင်ရှားတဲ့အမှတ်သားလေးတစ်ခုပေါ့အဲ့ဒါလည်းပါရင်ပြင်နေဖြစ်တတ်မှတ်ပါတယ်တဲ့ဟုတ်ပြီ thank you ဟုတ်ကဲ့ကျေးဇူးပါဆရာမေးပြီးလို့ဒါအခုဆရာဟိုတစ်ချက်လောက်မေးလို့ရတာဆရာဟုတ်ကဲ့ဟုတ်ဆရာဟိုနည်းနည်းစွန်းထင်းသွားတာပေါ့နော်အဲ့စွန်းထင်းသွားတာဟိုနည်းနည်းပါဟိုမှာလက်မတန်းလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြီးသွားပြီးတော့အဲ့လိုမျိုးစွန်းထင်းသွားတာတွေဆိုရင်ရောရအဲ့ဒါမျိုးကတော့ရတယ်လို့ပြောတယ်သုံးတိုင်းစွန်းထင်းတာတော့ဒါကတော့ဒီမှာကြတော့ဒီချာကြီးစွန်းထင်းတာတချို့အရာတွေကဒီတစ်စိတုံးရိုက်လိုက်လို့အဲ့ဒီနှင်းမချောက်ပေးတဲ့ဟိုဘက်ကတ်တဲ့ဟာမျိုးအဲ့ဒါမျိုးတွေကတော့ရတယ်လို့ပြောပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာနောက်တချို့စာမတက်တဲ့လူကလက်ပွင့်နှိပ်တယ်လက်ပွင့်နှိပ်လိုက်တော့အဲ့ဒီမှာတီရှူးလေးတွေရှိတယ်အဲ့ဒါကိုတေချာတုပ်ပေးရတယ်ဒါပေမဲ့တချို့မပြောင်းလို့အဲ့လိုမျိုးနည်းနည်းပါသွားတယ်မျိုးကတော့ရတယ်လို့ပြောပါတယ်ကျေးဇူးပါဆရာဒါကတော့ရွေးကောက်ပွဲမှာနေ့မှာတတိပြရမယ့်အချက်ဖြစ်ပါတယ်မဲစင်းမှာကိုယ်နာမည်စင်းပါဖို့လိုတယ်အဲ့ဒါတစ်ချက်ခဏမှာသိဖို့လိုတယ်နောက်တစ်ချက်ကမေးရုံကိုမေးပေးရမယ့်မေးရုံရဲ့တည်နေရာကိုသိဖို့လိုတယ်နောက်တစ်ချက်ကမေးပေးရမယ့်အချိန်ကမနက်6နာရီကနေညနေ4နာရီဆိုတာလေကျွန်တော်သိဖို့လိုတယ်
နောက်မေးသွားပေးမယ်ဆိုရင်တက်တကန်ကပ်ပြတစ်ခုပါသွားရမယ်နောက်ပုံတင်လိုမျိုးကျောင်းသားကတ်လိုမျိုးဝန်ထမ်းကတ်လိုမျိုးနောက်ကားမောင်းရေမောင်းလိုင်စင်လိုမျိုးဒါမှမဟုတ်ပုံစံ66ကကြီးလို့တည်တဲ့ဒီဆောင်စုတရားလိုမျိုးအခုခုယူသွားဖို့လိုတယ်နောက်ပြီးတော့မေးလက်မှတ်မှာနောက်ကျောမှာကော်မရှင်ရုံးရဲ့စိတ်တုံးနဲ့ပါဖို့လိုတယ်အဲ့ဒါလေးသိဖို့လိုတယ်နောက်မေးလက်မှတ်ကစုပ်ပြင်းနေလားပျက်စီးနေလားအမှတ်သားပါနေလားသွန်းထင်းနေလားဆိုတာလေးဒီချက်ကြည့်ဖို့လိုတယ်အဲ့ဒါမျိုးဖြစ်ခဲ့တယ်ဆိုရင်တော့မေးရုံမှုပြောပြီးတော့မေးလက်မှတ်အတိနဲ့လေးဖို့ပြောရပါမယ်ဒါကတော့ဒီကောပွင့်လေးမှာသတိပြောရမယ့်အချက်ပါဒါလေးကတော့မေးထည့်နေတဲ့အချိန်မှာသတိပြုရမယ့်အချက်ဖြစ်ပါတယ်အသေးချာဆုံးကတော့ကျွန်တော်တို့ကိုယ်စလေလောင်းရဲ့နာမည်ပါမယ်သူ့ဘေးနားမှာသူ့ရဲ့အမှတ်သားပါမယ်အမှတ်သားဘေးနားမှာကွက်လက်၄တောင်းကွက်လက်လေးရှိမယ်အဲ့မှာသေချာသစိရိုက်ဖို့ပါပဲတစ်ချိန်ရိုက်တာနဲ့လုံလောက်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့မမေ့မလျော့သိရမှာကကျွန်တော်တို့ထည့်ရမယ့်မေးပုံကအနည်းဆုံး3ပုံပါဒီလွတ်တော်မြို့သားလွတ်တော်ဒီနေ့ဒါမှမဟုတ်တိုင်းဒေသကြီးလွတ်တော်ပါတကယ်လို့ကိုကတိုင်းဒေသရေးရာမှာမေးပေးခွင့်ရှိတဲ့သူဆိုရင်တော့နောက်ထပ်တစ်ပုံထည့်ရပါမယ်အဲ့ဒါလေးသတိပြုဖို့လိုပါတယ်နောက်တစ်ချက်ကတော့မေးပေးတဲ့လူအားလုံးပြီးပြီဆိုရင်မေးရုံပိတ်ပါတယ်မေးရုံကတော့ညနေ4နာရီကိုမှပိတ်ရမယ်ဆိုတာမဟုတ်ဘူးဒါပေမဲ့4နာရီထိုးရင်ပိတ်ကိုပိတ်ရပါတယ်တချို့မေးရုံတွေမှာမေးပေးမိလူနဲလို့ထားပါတော့မေးပေးလူအယောက်300ပဲရှိတယ်ဆိုရင်တနာရီလောက်မှာအဲ့ဒီ300လုံးကမေးပေးပြီးပြီဆိုရင်မေးရုံမူကမေးရုံကိုပိတ်ပြီးတော့မေးစတင်ကြည့်ပြလို့ရပါတယ်နောက်4နာရီထိုးရင်မဖြစ်မနေပိတ်ရမယ်ဆိုတာက4နာရီတော့ထိုးနေပြီဒါပေမဲ့မေးပေးမဲ့လူကတော့မကုန်သေးဘူးမေးရုံပရိုဂရမ်အတွင်းမှာလည်းမေးပေးဖို့စောင့်နေတဲ့လူကရှိနေသေးတယ်ဆိုရင်မေးရုံမူကတော့အဲ့ဒီကြံရှိနေတဲ့လူဦးရေအရေးအတွက်ကိုတိတိကျကျရည်ပြီးတော့မှပဲသူ့ကိုမေးရုံတဲ့ကိုသွင်းပြီးတော့မေးရုံကိုပိတ်ရပါတယ်မေးရည်တဲ့အခါကျတော့အဲ့ဒီနောက်ဆုံးမေးမထည့်ရသေးတဲ့လူတွေအကုန်လုံးကုန်စင်အောင်မေးထည့်ပြီးတဲ့အခါမှမေးရည်တဲ့ချင်းကိုစတင်ရပါတယ်တဲ့နောက်ကျွန်တော်တို့တတိပြောမှာတော့ကျွန်တော်တို့တာမန်မေးဆန္ဒရှင်အနေနဲ့ကတော့ကိုယ့်ရဲ့မေးရုံမှာမေးရည်တွေ့တာတွေကိုရလက်အတီးပြုနေရဖို့စောင့်ကြည့်လေ့လာနိုင်ပါတယ်တဲ့အဲ့ဒါလေးတစ်ချက်ကြည့်ပြီးတော့ပါတယ်ဒါကတော့ယူကော့ပွဲတွေမှာရှောင်ကျင်ရမယ့်အချက်တွေပါယူကော့ပွဲဆိုင်ရာပြည်မှုမြောက်ပါတယ်ယူကော့ပွဲဆိုင်ရာပြည်မှုတစ်ခုခုကျူးလွန်နေဆိုရင်ကျွန်တော်တို့ထောင်ဒဏ်ဖြစ်ဖြစ်ဝေဒဏ်ဖြစ်ဖြစ်ပေးဆောင်နိုင်ရပါတယ်ပထမတစ်ချက်ကတော့မေးပေးမဲ့တခြားလူတွေကိုမေးပေးဖို့နောက်ဆက်မပေးဖို့နောက်မေးရုံတောင်းရှိသူကိုနောက်ဆက်မပြုဖို့လိုပါတယ်နောက်ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာတဲ့သူတွေကိုလည်းနောက်ဆက်မပြုဖို့လိုတယ်ကိုကရွအာနာပိုင်ဖြစ်လို့ဘာသာရေးကောင်းဆောင်ဖြစ်လို့လည်းဘေးပါတီကိုတော့မေးမပေးနဲ့ဘေးပါတီကိုမေးပေးရမှာဆိုတာမျိုးညွှန်ကြားလို့မရဘူးနောက်ပါတီတစ်ခုခုကိုတိုက်ခိုက်တာဝါဒဖြန့်တာခုဆိုရင် online ပေါ်မှာအများကြီးပြန့်နေတဲ့ဟိုနီပေါ်ပါတီတဲ့ဟိုတခုပါတီတဲ့ဘာညာအစိမ့်တဲ့အနည်းအဲ့ဒါလေးပြောလို့မရပါဘူး။အယူကောက်ပွဲပြည်မှုဆိုင်ဥပဒေနဲ့ညီးနိုင်ပါတယ်။နောက်ပြီးတော့ကိုစားမေးထည့်ဖို့မလုပ်ပါနဲ့။ကိုစားမေးထည့်တယ်ဆိုတာကျွန်တော်တို့အခုဆိုရင်အသက်60ကျော်ကိုအသက်60နဲ့အထက်ဒီတက်ကြီးယူတွေကိုကြိုတင်မေးပေးခိုင်းတယ်။နောက်ဟိုပေါ့မတန်ဆွမ်းတွေကိုကြိုတင်မေးပေးခိုင်းတဲ့အစီအစဉ်ရှိတယ်။အဲ့လိုလုပ်တာတော့မှမမီလိုက်လို့ကြံခဲ့တယ်ဆိုရင်ကျွန်တော်တို့ကသွားကူညီပေးလို့ရတယ်။ကိုစီမေးပါချင်းတွေဖြစ်နေမေးရုံထိထိဝင်ပြီးတော့ကူညီပေးလို့ရတယ်။အဲ့ဒါမျိုးကိုကိုစားပြုမေးထည့်တယ်လို့မဆိုလို့ဘူးမေးပေးမဲ့လူကတော့အိမ်မှာကြံခဲ့ပြီးတော့မှသူ့ကိုစားကျွန်တော်လာမေးပေးတာကအဲ့လိုလုပ်လို့မရဘူးဒီယောဂဘုဥဒင်းနဲ့ညှိတယ်နောက်မေးပေးနေတဲ့အချိန်မှာသူကြီးတစ်ခုခုကိုချင်းချောက်တာလို့လုပ်လို့မရဘူးတစ်ချိန်ထက်မေးပေးဖို့လို့မရဘူးဒါမရတာသိကြတယ်အချိန်မေးပေးပြီဆိုတာနဲ့ကျွန်တော်ဒီဖက်လက်တန်းမှာဒီဆွတ်လိုက်ပြီးအဲ့ဒါတော့ကြံမလို့နောက်တစ်ချိန်မေးပေးဖို့လုပ်တယ်ဆိုရင်မေးပေးခွင့်တော့မရလိုက်ပေးနဲ့ဘာဖြစ်မလဲဆိုရင်တစ်ချိန်ထက်မေးဖို့ပေးဖို့စူးစမ်းတယ်ဆိုပြီးတော့ကျွန်တော်တို့ရာဆွေးဆုပ်ခံရနိုင်ပါတယ်။ဒဏ်ငွေထောင်ငွေကျနိုင်တယ်။နောက်အခြားတယောက်ရောင်ဆောင်ပြီးတော့မေးပေးဖို့လည်းမလုပ်ပါနဲ့။နောက်တစ်ခုကတော့ဒါအလုံးအသိပါမေးရုံပရပုံနဲ့ guide 900အတွင်းမေးဆွေးစီးရင်မလုပ်ရတော့ပါဘူး။ဒါကလည်းရှင်းပါတယ်။အဲ့ဒီရွေးကောက်ပွဲနေ့မှာမဟုတ်ဘူး။ရွေးကောက်ပွဲမတိုင်ခင် silent day လို့ခေါ်တဲ့ဒီနိုဝင်ဘာ9ရက်နေ့ကလေးကကျွန်တော်တို့မေးဆွေးစီးရုံးတာတွေလုံးဝလုပ်လို့မရတော့ပါဘူး။ဒါကတော့ရွေးကောက်ပွဲနေ့မှာရှောင်ကျဉ်ရမယ့်အချက်တွေဖြစ်ပါတယ်။နောက်တစ်ခုကတော့မေးရည်တွေ့တာနဲ့ကြားလက်ထုတ်ပြန်တာပါဒါကလည်းသူလုပ်ငန်းစဉ်အစဉ်လိုက်စနစ်တကျလုပ်ထားတာရှိပါတယ်ပထမဆုံးမေးပေးမဲ့လူမကြံတော့ဘူးလို့ဒီသင်ရစစ်စစ်လို့တည်ပြီးဆိုတာနဲ့ဘာလို့ရတယ်လဲဆိုရင်လက်ကြံမေးစာရွက်အလွတ်အပူနဲ့မေးလာပေးတဲ့အရေးအတွက်နဲ့တိုက်ဆိုင်စစ်ဆေးရပါတယ်တဲ့အဲ့လိုတိုက်ဆိုင်ပြီးတော့စရင်ကိုက်ပြီးဆိုရင်အဲ့ဒါကိုစရင်သွင်းရတယ်ဥပမာဆိုလိုတာကဒီမေးရုံမှာလူ300မေးပေးဖို့ရှိတယ်ရွေးကောက်ပွဲကော်မရှင်ကအဲ့ဒီမေးရုံကိုမေးလက်မှတ်350ပေးထားတယ်ဆိုရင်
300ဆိုတဲ့မေကတော့မေပုံထဲမှာရှိမယ်ကျန်တဲ့အလွတ်ကတော့50ရှိတယ်အဲ့ဒါတွေကိုကြီးတွက်ပြီးတော့ပဲစရင်သွင်းရတယ်အဲ့လိုစရင်သွင်းပြီဆိုရင်ဘယ်ဟာကိုစရည်ရတယ်လဲဆိုရင်တော့ဒီတက်ဆိုင်ရာကိုယ်စလေးဟိုစားတော်မေးဆန္ဒနဲ့အလိုက်ကျူတင်မေးအကြီးအတွက်ကိုရေးရပါတယ်ဒီတို့တော့ကျူတင်မေးကဘယ်လောက်အမျိုးသားတော်ကျူတင်မေးကဘယ်လောက်တိုင်းကြားကြီးတော်ကိုယ်စလေးမေးကဘယ်လောက်ပြီးတော့ရေးပြီးတော့မှပဲအဲ့ဒါကိုလည်းစရင်သွင်းရတယ်အဲ့လိုစရင်သွင်းပြီးဆိုတဲ့အခါကြပါမယ်အဲ့ဒီကျူတင်မေးနဲ့အဲ့ဒီနေ့မှာမေးလာပေးတဲ့မေးအကုန်လုံးကိုပေါင်းပြီးတော့ပေမေးနဲ့ခိုင်လုံမေးကိုအရင်စရေးရပါတယ်ဒါကတော့ခိုင်လုံမေးဒီမေးရည်တဲ့အချိန်မှာလည်းပဲစောနာကျွန်တော်မေးရုံထဲမှာပြတဲ့ဟာဟိုကော်မရှင်တာဝန်ရှိတဲ့လူတွေရောအောက်နိုင်ငံရေးပါတီကိုယ်စားလှယ်တွေရောရွေးကောက်ပွဲကိုယ်စားလှယ်ကဆီလက်တို့ကိုယ်စားလှယ်တွေရောစောင့်ကြည့်လေ့လာတဲ့လူတွေရောနောက်ပြီးတော့ကျွန်တော်တို့တာမန်မေးဆန္ဒရှင်ပြည်သူ5-6ယောက်နဲ့အဲ့ဒီအရှိမရေးရတာဖြစ်ပါတယ်ဒါကခိုင်လုံမေးဒါကပေမေးဘာကြောင့်ပေမေးဖြစ်တယ်လဲမေးရုံမူလက်မှတ်မပါတော့မဖြစ်နိုင်ဘူးဥပမာထားပါတော့သူကကိုယ်စားလှယ်လောင်းတူးထက်ပို့ပြီးတော့မေးပေးထားတဲ့အကြောင်းပေမေးပါဆိုပြီးတော့အဲ့လိုချင်းရည်ရပါတယ်ရည်ပြီးတဲ့အချိန်ကြမှာပဲပေမေးကဘယ်လောက်ထွက်တယ်မေးလာပြီးတဲ့လူကဘယ်လောက်ကိုတင်မေးကဘယ်လောက်အဲ့ဒီထဲမှာမှခိုင်လုံမေးကဘယ်လောက်အဲ့ဒါတွေစင်းအတိအကျတွင်းပြီးမှပဲကိုယ်စလေလောင်းတူးချင်းစီရတဲ့ခိုင်လုံမေးကိုရည်ရပါတယ်တဲ့ဥပမာနဲ့ပြောရင်စောနာကကျွန်တော်ဒီခိုင်လုံမေးပေမေးနမူနာပြတဲ့အထဲမှာကိုယ်စလေလောင်း3ယောက်ရှိတယ်သူမပြောသည်တော်ဖေးသည်ဥပန်းသည်ဆိုပြီးတော့သူတို့ရဲ့ချင်းပေါ့သူတို့ကချင်း3ချင်းထဲမှာပြီးချသည်ထည့်ရပါတယ်ဒါကတော့ကြည့်ပါဒါဥပန်းတီကိုပေးထားတဲ့ခိုင်လုံမေးပါဒါကြည့်ပါဥပန်းတီပါဒီမှာကြည့်တော့ဖြည့်တီကိုပေးထားတဲ့ခိုင်လုံမေးပါဒါကတော့ဥမပြောတီကိုပေးထားတဲ့ခိုင်လုံမေးပါအဲ့လိုရေးရပါတယ်အဲ့လိုရေးပြီးတဲ့အချိန်ကြရင်စောနာစရင်ထဲမှာဒီသူ့တော်မေးဆန္ဒနေတဲ့ဥပန်းတီရတဲ့ခိုင်လုံမေးကဘယ်လောက်တော့ဖြည့်တီရတဲ့ခိုင်လုံမေးကဘယ်လောက်ဥမပြောတီရတဲ့ခိုင်လုံမေးကဘယ်လောက်အဲ့လိုစရင်သွင်းရတယ်ဆိုတော့အဲ့ဒီစရင်ထဲမှာပါမယ်ဆိုရင်စုပေါင်းဆန္ဒမေးမင်းုံအဲ့ဒီမင်းုံမှာရှိတဲ့စုပေါင်းဆန္ဒမေးလည်းမဲ့ဘယ်လောက်ရုပ်ကပွင့်ထဲမှာလာပေးတဲ့မေးရေသွက်ကဘယ်လောက်လက်ကျန်မိစာရဲ့အလောက်ကဘယ်လောက်သူတင်မေးကဘယ်လောက်ရုပ်ကပွင့်ထဲမှာလာပေးတဲ့မေးကဘယ်လောက်ဆိုပြီးတော့အဲ့ဒီထဲမှာမှပေမေးကဘယ်လောက်ခိုင်လုံမေးကဘယ်လောက်အဲ့ဒီခိုင်လုံမေးထဲမှာမှကိုယ်စလေလောင်းသူအချင်းရတဲ့မေးရေသက်ကဘယ်လောက်ဆိုပြီးတော့စရင်ပိတ်ရပါတယ်စရင်ပိတ်ပြီးတော့အဲ့ဒီမှာမေးရမှုတွေလက်မှတ်ထိုးတယ်ပါတီကိုယ်စလေတွေလည်းလက်မှတ်ထိုးတယ်နောက်ဒီကျွန်တော်တို့စောင့်ကြည့်လေ့လာတဲ့အတိတ်သက်တွေအဖြစ်နဲ့အရက်ဖက်အတိတ်သက်တွေဖြစ်နေလဲလူ3-4ယောက်လက်မှတ်ထိုးပြီးတော့အဲ့ဒီသရင်ကိုမြို့နယ်ကော်မရှင်ကိုတစောင်ပို့ရပါတယ်တဲ့နောက်ပြီးတော့ကြံတစောင်ကတော့တက်ဆိုင်ရာရက်ွက်ကြီးပါဒီကော်ပိုမရှင်အဖွဲ့ခွဲကိုပို့ရပါတယ်တဲ့တစောင်ကတော့မေးရုံနူးရဲ့လက်ဝယ်ထားရပါတယ်တဲ့အဲ့ဒါပြီးမှမေးရတွက်တာနဲ့ရလိုက်ထုတ်ပြန်တာပြီးပါတယ်ဆိုတော့ဒီဟာကတော့ကျွန်တော်ရွေးကောက်ပွဲနေနီးလေကန်ဆိုင်မှုနိုင်ငံရေးပါတီတွေချင်းကန်ဆိုင်မှုရင်းလေသူတို့ကိုထောက်ခံတဲ့အုပ်စုတွေကလည်းပဲကိုနီးကိုဟန်နဲ့ထောက်ခံပြီးတော့ထောက်ခံရေးနဲ့တစ်ဖက်အုပ်စုကိုတိုက်ခိုက်တာတော့ဘာလို့ရှိလာတတ်ပါတယ်အဲ့ဒါကျွန်တော်နိုင်ငံရေးမှမဟုတ်ဘူးတခြားဒီမိုကရေစီနိုင်ငံတိုင်းမှာရှိကြပဲရှိပါတယ်အဲ့ဒါကြောင့်ဒီကာလမှာကြတော့တရင်အမျိုးမျိုးတွေတက်လာနိုင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာအသုံးများတဲ့လူမှုကွန်ရက်စာမျက်နှာပေါ့ Facebook အဓိက Facebook ပေါ်မှာတက်လာတဲ့သတင်းတိုင်းကိုကျွန်တော်တို့ကလူလူကူကူယုံကြည်ဖို့လူလူကူကူမရှိမိဖို့လိုတယ်ဆိုတဲ့အကြောင်းဒီမှာကျွန်တော်အနည်းငယ်ဆွေးနွေးပါမယ်ဒါတွေကတော့သတင်းအမှားတွေပါဒီလိုမျိုးသတင်းတွေကလည်းပဲအများကြီးပြန့်လာနိုင်ပါတယ်ချင်းတဲ့ပေါက်စလေးကိုသူ့အမေချီနေတာမောနေလို့ဆိုပြီးတော့ဆင်ကြီးတကောင်ကကူပြီးတော့ချီပေးတယ်တဲ့မချင်းတဲ့နဲ့ဆင်ဆိုတာရန်သူတွေပါဒါမဖြစ်နိုင်ဘူးဆိုတာသိရပါတယ်နောက်တစ်ချက်ကတော့အကဲကြည့်ဒီမှာ COVID-19 ရောဂါလင်းမြန်စွာကူးစက်နေတာဟာတဲ့ XX ဆိုတဲ့အဖွဲ့ကြောင့်ဖြစ်တယ်တဲ့အဲကြောင့်ဒီလိုဖြစ်နေတဲ့ကိစ္စတွေကိုသူတို့အဖွဲ့ကတာဝန်ယူဖို့လိုတယ်တဲ့အဲ့လိုတာဝန်ယူဖို့အတွက်လည်းကျွန်တော်တို့ကိုယ်တိုင်တင်ယုံလှုပ်ဆော်ကြပါစို့အဲ့လိုမျိုးလုပ်တယ်အဲ့ဒီထဲမှာကိုမပါမိဘူးလို့လည်းဒါသတင်းအမှားတွေပါနောက်ကျွန်တော်နိုင်ငံမှာလည်းပဲသတင်းအမှားတွေအများကြီးရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာကြတော့ Facebook ပေါ်မှာတက်လာတဲ့သတင်းတွေကိုသတင်းအမှန်လားသတင်းအမှားလားဆိုတာစစ်တဲ့အဖွဲ့ရှိပါတယ်အဲ့ဒါကို page လေးတွေနဲ့သူကဒါတွေသတင်းမှားပါဆိုတော့သူတို့ပြန်ထုတ်ပြန်ပေးတာရှိပါတယ်ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ page လေးပါအဲ့ဒါဒီလေးရှိပါတယ်နောက်ဒီမှာဒါလည်းတွေ့ပြီးမှဂျုံဆိုတဲ့ page လေးရှိပါတယ်ပြီးခဲ့တဲ့အခါကဆရာတို့လည်းသိမှာပါ
နေပြည်တော်ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအင်ကိုဘုံပြတဲ့လူကိုကျေးဇူးရှင်လို့ပြောတဲ့ရဲရရှိတယောက်ပြောတယ်ဆိုပြီးတော့အဖိုင်လေးအမှန်တကယ်ကြတော့သတင်းအမှားတွေပါအဲ့ဒါတွေကျွန်တော်သိဖို့လိုပါတယ်ဆိုတော့သတင်းကတော့အခုနောက်ပိုင်းမှာမီဒီယာလွတ်လပ်ခွင့်တွေအများကြီးပေးလိုက်တဲ့ခါကျတော့သတင်းပေါင်းစုံတက်လာတယ် Facebook စာမျက်နှာပေါ်မှာလည်းကျွန်တော်တို့ Facebook တောင်းတဲ့လူတိုင်းလည်းအားလုံးကသတင်းဖတ်သူဖြစ်တယ်လို့အားလုံးကသတင်းဖြန့်ဝေသူဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့ကသတင်းအချက်လက်တွေအပေါ်မှာကျွန်တော်တို့သတင်းစားသုံးသူအနေနဲ့ခိုင်းရမယ့်ကျင့်ဝတ်တွေရှိတယ်သတင်းထောက်တွေမှာလည်းသူမီဒီယာကျင့်ဝတ်တွေရှိတယ်လို့သတင်းစားသုံးသူတွေကျွန်တော်တို့လိုတာမန်ပြည်သူတွေမှာလည်းကျွန်တော်ခိုင်းရမယ့်ကျင့်ဝတ်တွေရှိပါတယ်ဒီဟာလေးကိုကျွန်တော်ဆွေးနွေးပေးမှာပါအဓိကတော့ကျွန်တော်တို့ဖတ်လိုက်တဲ့သတင်းတစ်ပုဒ်ကနံပါတ်1ပတ်လိုက်မှုကင်းတဲ့သတင်းဟုတ်ရဲ့လားဆိုတာကျွန်တော်တို့ကိုဆုံးဖြတ်ဖို့လိုတယ်ဖွဲ့စည်းတစ်ခုခုကနေဖွဲ့စည်းတစ်ခုခုကိုထိခိုက်နေတာစီအောင်ရေးတာလားဒါမှမဟုတ်လူပုဂ္ဂိုလ်တရားရောက်ကိုထိခိုက်နေတာစီအောင်ရေးနေပြီလားဆိုတာကျွန်တော်တို့သိဖို့လိုတယ်နောက်တစ်ခုကတော့ကိုအခုဖတ်နေတဲ့သတင်းကသတင်းတိကျမှန်ကန်မှုရှိရဲ့လားဆိုတာကနေရာတွေမှန်ကန်ရဲ့လားရဲတွေမှန်ကန်ရဲ့လားအဲ့ဒီမှာတောင်းထားတဲ့ကိန်းဂဏန်းတွေရောတကယ်မှန်ရဲ့လားနောက်ဆုံး update ဖြစ်နေတဲ့ဟာလားဆိုတာကျွန်တော်တို့သိဖို့လိုတယ်နောက်တစ်ခုကတော့ကွေးပြတဲ့အမြင်တွေကိုကျွန်တော်တို့ view site ပေးဖို့လိုတယ်ကိုထောက်ခံတဲ့အုပ်စုကဒီလိုပြောတယ်ဆိုပြီးတစ်ဖက်အုပ်စုကဘယ်လိုဖြစ်မလဲပေါ့သူတို့ရဲ့အမြင်ကိုလည်းကျွန်တော်တို့လေးစားပေးဖို့လိုတယ်အဲ့ဒါမှမျှတတဲ့သတင်းတွေရဲ့နေထွက်လာနိုင်တယ်နောက်တစ်ခုကတော့မတူကွေးပြမှုကိုလေးစားတဲ့စိတ်ခံလေးရှိဖို့လိုတယ်ကျွန်တော်နိုင်ငံမှာအများအပြားကတော့ကိုယ်နဲ့မတူတဲ့ပါတီဆိုရင်ဟိုဘက်ပါတီကိုအမျိုးမျိုးပြင်ပွန်းတက်ပြီးတော့လောင်လိုက်ပြောင်းလိုက်နဲ့နောက်ပြီးတော့အမျိုးသမီးတွေအပေါ်မှာလည်းကျွန်တော်တို့ကဟာတာလို့လိုနဲ့သိချတဲ့အပြောဆိုပြုမှုတွေရေးသားတွေရှိတတ်တယ်နောက် LGBT တွေအပေါ်မှာဒီလင်စိတ်သိမ်းညွှန်းမှုကိုကွေးပြနေတဲ့ဒီအပေါ်မှာလည်းကျွန်တော်တို့ကဆောင်းပြောင်းတာတွေပါတယ်လွတ်တင်တယ်အဲ့ဒါမျိုးမလုပ်ရပါဘူးတဲ့အဲ့ဒါကျွန်တော်တို့ကိုယ်တိုင်ထိဖို့လိုပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့မျှဝေလိုက်တဲ့သတင်းတွေကမျှဝေပြီးတဲ့နောက်ပိုင်းမှာတခြားအဖွဲ့အစည်းတွေအတွက်တခြားတနေရာမှာအငင်းအခုန်ဖြစ်နေတယ်ဆိုရင်ဒါမျိုးကိုကျွန်တော်တို့ရှောင်ရှားဖို့လိုပါတယ်ဒါကတော့သတင်းစားသုံးသူအမှန်ပြည်သူတယောက်အနေနဲ့စောင့်ထင်ရမယ့်ချက်တွေဖြစ်ပါတယ်ဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်လာရင်တိကျခိုင်မာတဲ့သတင်းအချက်လက်တွေကိုကျွန်တော်တို့ဘယ်မှာရှာလို့ရမလဲဆိုတာကျွန်တော်ပြောပြပါမယ်ဒါကတော့ဒီတောင်စုရွေးကောက်ပွဲကော်မရှင် Facebook page ပါရွေးကောက်ပွဲနဲ့သတင်းအချက်လက်အတိအကျမှန်မှန်ကန်ကန်ဒီ page မှာရှာရင်သူတို့ဟာကအမှန်ကန်ဆုံးပဲအပြင်မှာထွက်နေတဲ့ပေါ်လာဟာလာတွေကအလွဲတွေကနောက်တစ်ခုကတော့ဒီတောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ပြည်တွင်းပြည်ပဒီအဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့ထောင်ထားတဲ့ page တွေတစ်ခုရှိပါတယ်မာရင်းလို့ခေါ်ပါတယ်ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်လက်ကွန်ရက်ပါအဲ့ဒီ page မှာလည်းရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေကိုတိတိကျကျဖော်ပြပေးပါတယ်အမှရှာလို့ရပါတယ်နောက်တစ်ခုကတော့ all inclusive program ပါဒီအခုကျွန်တော်တို့လုပ်နေတဲ့ program ကဒီ program ပါပဲသူကမေးပေးကြစို့ဆိုပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့မတူကွေးပြမှုပေါင်းစုံပါဝင်ကိုမိတ်ဆန္ဒရှင်အသိပညာပေးလုပ်ငန်းတွေလုပ်နေတဲ့ program လေးဖြစ်ပါတယ်မကန်ဆန်းတွေမျိုးသမီးတွေလူနည်းစုတွေအလုံးပါပါတယ်ညာလဲ Facebook page လေးလုပ်ပါတယ် let's go vote together ဆိုပြီးတော့ဒီ page ကလည်းပဲဒီကော်ပိုနဲ့ပတ်သက်တဲ့သတင်းတွေကိုဖော်ပြပေးထားပါတယ်ဒီ page ကတော့ဒီပထမဆုံးမေးပေးမဲ့9တန်းကျော်သောလူငယ်တွေကိုတီးတန့်ဥတည်ပြီးတော့ voter education တွေလုပ်နေတဲ့ program ပါ first time youth voter for 2020ဖြစ်ပါတယ်မြန်မာနိုင်ငံမှာ2020ပြည့်သူဒီကော်ပွဲမှာsection တွေပြီးတော့ပထမဆုံးပြင်မေးပေးမဲ့လူငယ်9တန်းကျော်ရှိပါတယ်သူကတီးတန့်လောက်တာပါသူတို့လည်း Facebook page ရှိပါတယ်အဲ့ဒီမှာလည်းပဲယောဂပွဲနဲ့ပတ်သက်တဲ့သတင်းအချက်လက်တွေတိကျဖော်ပြပေးထားပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အဖွဲ့အစည်းပါ Civic Development Institute ပါအတူကောက်အဖြစ် CDI လို့ခေါ်တယ်ပြီးတော့ကျွန်တော်တို့ကလည်းယောဂပွဲနဲ့ပတ်သက်တဲ့ဒီမိဆန္ဒရှင်အသိပညာပေးတွေလုပ်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ page မှာလည်းပဲဒီတောင်စုရွေးကောက်ပွဲကော်မရှင်ကနေအခါအားလို့ထုတ်ပြန်တဲ့ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့သတင်းအချက်လက်တွေကိုပုံမှန်တင်ပေးနေပါတယ်ဒီ page ကလည်းဆရာတို့ like လုပ်ပြီးတော့ဒီထဲမှာလည်းပဲဝင်ကြည့်လို့ရပါတယ်လို့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေဒါဆိုရင်ကျွန်တော်ရဲ့ဆွေးနွေးမှုကတော့ခဏနေဗီဒီယိုကလစ်အတူလေးတစ်ခုကြည့်ပြီးပြီဆိုရင်ကျွန်တော်ဆွေးနွေးမှုကတော့ပြီးပါပြီပြီးတော့မနေ့ပထမပိုင်းဆွေးနွေးတဲ့ဟာရောအခုဒုတိယပိုင်းကျွန်တော်ဆွေးနွေးတဲ့ဟာရောပထမပိုင်းမှာဆင်မကွန်ဆပ်လင်ဆွေးနွေးတဲ့ဟာရောဒီနှစ်ခုပေါင်းလိုက်ရင်ပထမပါလေဆိုတော့ကျွန်တော်တို့အဓိကဒီနေ့နှစ်နာရီကျော်ကြာမြင့်တဲ့ဆွေးနွေးပွဲမှာအဓိကရလိုက်တာတော့ကျွန်တော်2020ဒီကောက်ပွဲမှာဘယ်နေရာတွေကိုမေးပေးရမလဲဆိုတာကျွန်တော်တို့ဆွေးနွေးခဲ့တယ်ဒီနေရာဆိုတာထွတ်တော်နေရာပါပြည်ထောင်စုထွတ်တော်မှာ
နေရနှစ်နေရဒီလွတ်တော်ရဲ့အမျိုးသားလွတ်တော်ရဲ့နောက်တိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်မှာတနေရအဲ့ဒီအပြင်ကိုကတိုင်းသားရေးရောက်ကိုယ်လေးမေးခွင့်ရှိတယ်ဆိုရင်တိုင်းသားရေးရောက်ကိုယ်လေးမေးခွန်းဖြေရမယ်ဆိုတာကျွန်တော်ဆွေးနွေးခဲ့တယ်အဲ့ဒီအပြင်ကိုရွေးကောက်ပွဲဒီကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေနဲ့ဘယ်လိုဆက်ဆက်မှုရှိတယ်လဲဆိုတာလေးကျွန်တော်တို့ဆွေးနွေးခဲ့တယ်နောက်ပြီးတော့ရွေးကောက်ပွဲနေ့မှာတည်တည်ထိခိုက်တဲ့အချက်တွေကိုလည်းကျွန်တော်ဆွေးနွေးတဲ့အထက်မှာပါတယ်ဟိုမေးယုံပဲချင်းမေးယုံပဲဖွင့်တဲ့အချိန်ရဲ့နောက်ဘာကခံယုံမေးဖြစ်တယ်ဘာကပင်မေးဖြစ်တယ်နောက်ရွေးကောက်ပွဲနေ့မှာဆောင်ကျဉ်ရမယ့်အချက်တွေကပါရွေးကောက်ပွဲဆိုင်ရာပြည်မှုတွေနဲ့ညှိနှိုင်းတဲ့အချက်တွေကပါနောက်ဘယ်လိုမေးကြည့်ပြပြီးတော့ရလိုက်တယ်ဘယ်လိုထုတ်ပြန်လဲဆိုတာပါဆိုတာကျွန်တော်ဆွေးနွေးခဲ့ဖြစ်ပါတယ်လို့အဲ့တော့2015တုန်းကပုံကြိတ်တွေပါဒါဘာလို့ပြတယ်လဲဆိုရင်ကျွန်တော်တို့ကရွေးကောက်ပွဲဆိုတာကကိုယ်စလေလောင်းတစ်ယောက်အနိုင်ရဖို့မေးထိလိုက်တယ်ဒါမှမဟုတ်ကိုထောက်ခံတဲ့ပါတီတစ်ခုအနိုင်ရဖို့မေးထိလိုက်တယ်ဆိုတာထက်ပိုပါတယ်ရွေးကောက်ပွဲလုပ်တယ်ဆိုတာဒီမိုကရေစီစနစ်ကိုအကောင်းခိုင်မာအကောင်းလောက်အောင်တည်ဆောက်နေတာပါတို့ရဲ့ဘောကပြန်စကားနဲ့ပြောရင်ကျွန်တော်တို့အုပ်စီနေတာမဟုတ်ပါဘူးတိုက်ကြီးတစ်လုံးဆောက်နေတာပါလို့အဲ့ဒါကြောင့်ဒီပုံကြီးတွေကိုကျွန်တော်ပြန်ပြချင်းဖြစ်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဆွေးနွေးမှုကိုဒီမှာအဆုံးသတ်ပါတယ်ခဏနေဆရာတယောက်ကဗီဒီယိုကလစ်လေးတစ်ခုပြပါမယ်ခုလိုနားထောင်ပေးတဲ့ဆရာဆရာမတို့အားလုံးကိုကျေးဇူးတင်ပါတယ်လို့ဆရာဆေးပေါ်ရဲ့ဗီဒီယိုကလစ်လေးလုပ်ပေးပါဦး69တန်းကျော်လာရောက်မဲဆန္ဒကိုလာရောက်ပြီးမှဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာတစ်ချက်တတိထားမှာကျွန်တော်တို့တွေကဘုံဝင်ရောက်ရောရုပ်ဝင်ရောက်ရောဟုတ်တယ်ယောဂကိုကာကွယ်ထိန်းချုပ်တဲ့အနေနဲ့အစိုးရချမှတ်ထားတဲ့လမ်းညွှန်ချက်တွေနဲ့ညီတုံးနဲ့တုံးမှုရဲ့ရုပ်မမြင်ရအောင်ဆရာဟုတ်အားလုံးပဲအနီအောင်မဲ့သားတိုင်းရပ်ပေးကြပါဟိုတယောက်တည်းခက်ခေါ်ခါလေးနေပေးကြပါနော်ပြီးတော့ဟိုမျက်နှာဖုံးတွေဟိုနှာခေါင်းစည်းတွေတတ်ထားပေးပါနော်sorry ရုပ်မမြင်ရဘူးလားဆရာမတင်ဟုတ်တယ်ရုပ်မပေါ်အတန်တော့ကြားရတယ်ဆရာချက်ကျွန်တော်ပြန်ကြိုးစားပေးကြည့်မယ်နော်ဟုတ်ကဲ့ပါရွေးကောက်ပွဲကျင်းပမယ်နိုဝင်ဘာလ10ရက်နေ့မှာရုပ်မပေါ်ဆရာဒါဆရာမတင်အခုကတော့ပေါ်ပြီဆရာဆိုတော့ကျွန်မ share လိုက်မယ်နော် okay ဟုတ်ကဲ့ကျွန်မ share ထားတာလေးမြင်ရလားမသိဘူးမြင်ရပါတယ်ဗျဟုတ်ကဲ့ဆက်စပ်ဖွင့်ပါမယ်နော်ရွေးကောက်ပွဲကျင်းပမယ်နိုဝင်ဘာလ10ရက်နေ့မှာကျွန်တော်တို့မဲယုံတွေကိုမနက်6နာရီမှာစတင်ဖွင့်ပြီးတော့ညနေ4နာရီမှာပိတ်သိမ်းမှာဖြစ်ပါတယ်ဆန္ဒမဲပေးသူ38တန်းကျော်လာရောက်မဲဆန္ဒကိုလာရောက်ပြီးမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာတစ်ချက်တတိထားမှာကျွန်တော်တို့တွေကရင်ဆိုင်ကြုံတွေ့နေရတဲ့ COVID-19 ရောဂါကိုကာကွယ်ထိန်းချုပ်တဲ့အနေနဲ့အစိုးရချမှတ်ထားတဲ့လမ်းညွှန်ချက်တွေနဲ့ညီတဦးနဲ့တဦးခက်ခေါ်ပါနေဦးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအနီအောင်မဲ့သားတိုင်းရပ်ပေးကြပါဟိုတယောက်တည်းခက်ခေါ်ခါလေးနေပေးကြပါနော်ပြီးတော့ဟိုမျက်နှာဖုံးတွေဟိုနှာခေါင်းစည်းတွေတတ်ထားပေးပါနော်ပြောဆရာကြီးလဲလို့ကျွန်တော်လဲလိုချင်တယ်ဗျာအကိုကြီးကနေတိုင်းမကောင်းဖြစ်ခဲ့တာရှိခဲ့လို့လားမရှိခဲ့တာဘောဗျာဆိုင်ကျွန်တော်ဖားနေဟာအကိုကြီးကြည့်ရလေဟိုမျက်နှာဖုံးကပါတွေလက်အိတ်တွေဟိုမလိုပါဘူးဟိုနှာခေါင်းစည်းတွေလုံလောက်ပါတယ်ဆရာကြီးရတယ်ဗျာရှင်းရကြပါဆရာကြီးရတယ်တန်ကြီးတယ်ကျွန်တော်ဒီမဲုံမြန်ဝင်COVID-19 ကကူးစက်နိုင်မှာပါခင်ဗျာစိုးရင်လို့ပါဟုတ်ကဲ့ပါကိုတို့ခုလို့စိုးရင်မယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဟာအဲ့လောက်ကြီးလည်းမစိုးရင်ပါနဲ့ကျွန်တော်တို့ဒီမဲုံထဲမှာ
ကျွန်တော်ကြိုးလေးကာကွယ်မှုတွေလုပ်ထားပါတယ်ကျွန်တော်ပိုးသက်စီဖြန်းတာတို့ဒီမဲရုံထဲမှာရှိတဲ့လူတွေအားလုံးမျက်နှာဖုံးကာဗာသုံးတာနှာခေါင်းစည်းတက်တာပြီးတော့လက်သက်စီသုံးတာကျွန်တော်အားလုံးပြီးတော့ကျွန်တော်ဒီအပြင်မှာတန်းစီတာလဲကျွန်တော်ကျွန်တော်ခက်ခေါ်ခေါ်တန်းစီစီတာမျိုးကျွန်တော်အဲ့အမျိုးတွေကျွန်တော်စနစ်ကျလုပ်ထားပါတယ်ကိုတို့အနေနဲ့လည်းနှာခေါင်းစည်းတက်ထားမယ်တယောက်ခက်ခေါ်ခေါ်နေမယ်လက်သက်စီသုံးမယ်ဆိုရင်စိုးရိမ်တာမရှိပါဘူးဗျာဟုတ်ကဲ့ခင်ဗျာကိုအခုလိုရှင်းပြပဲကျေးဇူးပါမင်္ဂလာပါရှင်ကျမမဲလာပေးတာဟုတ်ကဲ့ပါညီမညီမရဲ့နာမည်နဲ့မေးစီအမှတ်စဉ်လေးကိုပြောပြပေးပါလားနောက်ပြီးမဲရုံနေရောက်တဲ့အခါကျလို့ရှိရင်အနီအောင်အမှတ်အသားပြထားတဲ့နေရာမှာတန်းစီတယ်ပြီးတော့တဦးနဲ့တဦးခပ်ခွာခွာနေရမယ်ဆိုတဲ့စီကံကိုလိုက်နာရပါမယ်ဒါနဲ့ညီမလက်တန်စီနဲ့လက်ဆေးခဲ့ရလားဟုတ်ကဲ့ဆေးပြီးပါပြီကျမနာမည်ကတော့မေဆန်းပါအမှတ်စဉ်ကတော့1နဲ့3လေးဒီမှာမှတ်ပုံနဲ့ကပ်မှတ်ပုံနေမပါပေမဲ့လည်းတက်တိတ်ကံကပ်ပြတစ်ခုခုပါရင်ရပါတယ်မှတ်ပုံနေကိုအမဘက်ကမျက်နှာမူတဲ့အနေထားလေးလှည့်ပေးပါလားညီမဒီမှာညီမရဲ့နာမည်ပါဒီမှာလက်မှတ်ထိုးရမယ်ညီမဒါနဲ့ညီမမှာဘောပင်ပါလားတကယ်လို့မပါဘူးဆိုလို့ရှိရင်အမတို့ရှိမှာပိုးတက်ထားတဲ့ဘောပင်ရှိပါတယ်ကျေးဇူးပါမညီမမှာဘောပင်ပါပါတယ်ကိုဗစ် -19 ရောဂါတော့ကိုစိတ်ချတာပေါ့တိတ်မှန်တာပေါ့ရှင်ဒီမှာလက်မှတ်ထိုးရမယ်ညီမလက်တော့ဖို့တစ်ရှူလိုချင်တယ်ဆိုရင်တော့ဒီမှာယူရလို့ရပါတယ်ဒါပေမဲ့ဒီတစ်ရှူကိုဒီမဲုံတွင်းမှာပဲအသုံးပြုပေးပါနော်ဒီတစ်ရှူကနောက်ထပ်လူတွေအတွက်လုံလုံလောက်လောက်ရှိဖို့ရယ်ဒီမဲုံတွင်းမှာအမှန်မပွားဖို့ရယ်အတွက်ကိုကျမတို့ကကြိုတင်စီစဉ်ထားလို့ပါကဲပါရှင်အခါကျပိုင်းပါပြီဟိုဘက်မှာဆန္ဒပြုမဲခန်းလေးရှိပါတယ်ညီမလေးအဲ့တဲမှာဆန္ဒပြုတစ်စိတ်တုံးရှိတယ်ညီမလေးကြိုက်နေတဲ့ရာကိုယ်စလဲကိုတစ်စိတ်နှိပ်ပြီးတော့ဒီဘက်မှာရှိတယ်ပြည်သူ့လွတ်တော်မဲအစိမ်းကြီးရှိတယ်အဲ့တဲမှာညီမလေးမဲကိုခောက်ပြီးတော့ထည့်သွားပါပြည်သူ့လွတ်တော်အတွက်ဆန္ဒမဲပေးပြီးတဲ့နောက်မှာအမျိုးသားလွတ်တော်တိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်များအတွက်လည်းတင်ပြထားတဲ့လုပ်ငန်းစဉ်များအတိုင်းဆက်လက်မဲပေးရမှာဖြစ်ပါတယ်။မဲပေးတဲ့အခါမှာအဆင့်၄ချက်ကိုကျွန်မလုပ်ဆောင်ပါတယ်။ပထမအဆင့်အနေနဲ့ကတော့မဲစင်းစစ်ဆေးခြင်းဆန္ဒမဲလက်မှတ်ထုတ်ယူခြင်းဆန္ဒမဲလက်မှတ်ပေါ်မှာတစ်စိတ်တုံးခတ်နှိပ်ခြင်းမဲပုံးထဲသို့ဆန္ဒမဲလက်မှတ်ထည့်ခြင်းတို့ပဲဖြစ်ပါတယ်။အမျိုးသားလွတ်တော်အတွက်ဆန္ဒမဲပုံးအရာကအပြရောင်ဖြစ်ပြီးတော့တိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်အတွက်မဲပုံးကတော့ခရမ်းရောက်ဖြစ်ပါတယ်။ကျေးဇူးပြုပြီးအမှတ်သားတွင်းရက်ပေးပါရှင်။ဆိုတော့ညီမမဲပေးပြီပေါ့။ဟုတ်မင်းတို့ကလား။အဲ့ဒါဆိုလက်ကိုလက်တန့်ဆေးနဲ့ဆေးတာပြီးရင်စက္ကန့်30ခန်းခဏထားပြီးပါနော်။အဲ့ဒါဆိုမှင်တို့လို့ရပါတယ်ဘယ်ဘက်လက်တန်းကိုနှင်းအိုးနဲ့နှစ်ပြီးပထမစစ်ထိထည့်ထားရပါမယ်ဟိုနှင်းအိုးကိုလက်နဲ့မထိပါစေနဲ့နော်လက်တန်းကိုပဲအလဲတက်တဲ့ကိုနှစ်ထားပေးပါကဲဆိုတော့ကျမတို့ဆွေးနွေးတာကတော့ဒီလောက်ပါပဲပေါ့နော်ဒီနေ့ဒုတိယပိုင်းကိုဆွေးနွေးပြီးတော့ဆရာဆောကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိပါဝင်နားထောင်ပေးကြတဲ့ဆရာမတွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့ကျမတို့ဒီနေ့ဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့မှမေးခွန်းမေးချင်တဲ့သူတွေရှိလို့ရှိရင်တော့မေးခွန်းလေးတွေမေးနိုင်ပါတယ်လို့ဆွေးနွေးချင်တာတွေရှိရင်လည်းလွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်ပါတယ်ဟုတ်ရှင်မမေးစရာလေးဟုတ်ကဲ့ပါမေးလို့ရပါတယ်မှတ်ပုံနေမရှိဘဲနဲ့မဲဆေးမှာပါတယ်ဆိုရင်မဲပေးလို့ရလားလို့ဟုတ်ကဲ့ဆိုတော့လေမေးခွန်းလေးတွေအရင်ကောက်မယ်နော်ပြီးကြမှာပေါင်းဖြေဖို့အဆင်ပြေမယ်ထင်တယ်ဆိုတော့မေးခွန်းမေးရှင်တဲ့ကျန်တဲ့ဆရာမတွေရှိရင်လည်းမေးပြီးကြမေးလို့ရပါတယ်လို့ဟုတ်ကဲ့ဆရာမ
အခုနဆီယမမေးတဲ့ဟာနဲ့ပတ်သက်ပြီးတော့လေ ဟုတ်ကဲ့ ဟိုကအတက်ဒီခံကပ်ပြားဆိုတာဘာတွေလဲပေါ့ဟိုအဲ့ဒါတစ်ချက်လောက်သိချင်တော့ ဟုတ်ကဲ့ပါဘေးခွင့်ပေးချင်တဲ့သူတွေရှိအောင်မလား တစ်ခုလောက်မေးမယ်ဆရာမ ဟုတ်ကဲ့အများကြီး ဆန္ဒမဲပြုတ်ပြီးတော့ဗောနော်အဲ့ဒီလက်မှတ်ကိုဒီလိုခောက်ပြီးတော့မထည့်ပဲနဲ့ဒီလိုအသက်မခောက်ပဲနဲ့အဲ့လိုကြောင်းပြန်ခောက်ပြီးတော့မဲပုံးထဲကိုထည့်ရဆိုရင်အဲ့ဒါတရားဝင်လာပေါ့ဒီလိုမျိုးကန့်ကွက်တာတွေပါရှိလာပေါ့ ဟုတ်ကဲ့ပါမေးချင်တဲ့ဆရာမတွေရှိအောင်မလား ကျွန်တော်မေးလို့ရလား ရပါတယ်ဆရာ ကျွန်တော်ဒီတန်ဃာတော်များနဲ့ဓမ္မဆရာများကမေပေးခွင့်မရဘူးဆိုပြီးတော့မှအဲ့ဒါဘာကြောင့်မေပေးခွင့်မရတာလဲအဲ့ဒါနံပါတ်1ဟုတ်ကဲ့ ကျွန်တော်လူအခွင့်အရေးအရာနဲ့ကျွန်တော်မေးပိုင်ခွင့်ဘာကြောင့်မရှိတာလဲဆိုတော့ဒီအကြောင်းပေါ့နော် ဟုတ်ကဲ့ ဘာကြောင့်လဲကျွန်တော်ဓမ္မဆရာတွေတန်ဃာတော်တွေဘာကြောင့်မေးပေးခွင့်မရတာလဲဆိုတော့အချက်လေးဒီတကယ်လို့များအခုမေးပေးခွင့်ရအောင်ကျွန်တော်ကဘာဒီကိုဆောင်ရွက်တင်တယ်လဲဆိုတဲ့အကြောင်းလေးတွေပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးကျန်တဲ့ဆရာမတွေရောဆွေးနွေးချင်တဲ့သူတွေရှိအောင်မလားဆိုတော့မေခွန်းကိုတော့ဒီတော့ဒီလေးခုကိုဘယ်အရင်ဖြေလိုက်ရအောင်เนาะဆိုတော့ကျမတို့ဒီမေခွန်းလေးတွေဖြေပေးဖို့အတွက်ဆရာစောကိုဆွေးနွေးပေးစီချင်ပါတယ် ပထမတစ်ချက်ကဟိုဆရာမပထမဆုံးမေးတဲ့ဆရာမနဲ့နောက်မေးတဲ့ဆရာပေါ့ဒီတက်တဲ့ခံကပ်ပြားဆိုတာကကျွန်တော်ဆွေးနွေးတဲ့အထက်မှာလည်းပါတယ်ကျောင်းသားကတ်လေးရတယ်ဝန်ထမ်းကတ်တွေရတယ်နောက်ဒီမောင်းလိုင်စင်တွေရတယ်နောက်ပြီးတော့အင်ထောင်စုတရားတွေရတယ်နောက်အခုလည်းသူတို့လှုပ်ထားပေးလားမလှုပ်ထားပေးလားမသိဘူးကျွန်တော်လည်းအဲ့ဒီအထိတော့မသိတော့ဘူးအရင်2015တုန်းကရဲ့နောက်ဂျားဖြတ်တွေမှာဆိုရင်ဂျားဖြတ်ရွက်ောက်ပွဲတွေတုန်းကဆိုရင်မေးပိတ်ခွင့်ကပ်ပြားလေးရွက်ောက်ပွဲပုံစံကထုတ်အဲ့ဒါလေးပါသွားရင်လေးရတယ်ဒီပေးဖို့လေနောက်တစ်ခုကတော့မေးပြားခောက်တဲ့ကဒီလိုပြောင်းပြန်ခောက်လို့ရတာဆိုတာဒီမေးပြားကိုတနပ်ပြုတ်ပြီးတော့ဒီမေးကိုခောက်ခိုင်းလိုက်တယ်ဆိုတာကသူ့ဝက်မေးပေးတယ်ဆိုတဲ့ဟာကိုအထမြောက်အောင်လုပ်တာဖြစ်ပါတယ်ဒီလိုပြောင်းပြန်မခောက်ဘဲနဲ့ဒီလိုဆိုရင်ကိုကဘသူ့ကိုဆန္ဒပြုတ်လိုက်တယ်ဆိုတာတခြားလူတွေညီကုန်ရင်ဒါသူ့ဝက်ဆန္ဒမေးပေးတယ်ဆိုတာအထမမြောက်ဘူးပေါ့အဲ့ဒီသဘောပါဒါပေမဲ့ခောက်ချင်တယ်ဆိုခောက်လို့ရပါတယ်လို့ဒါဒီလိုခောက်ရင်ဥပဒေအရမခိုင်လုံဘူးဆိုတာမရှိပါဘူးအဲ့ဒါခောက်လို့ရပါတယ်နောက်ဟိုဆရာတော်မေးတဲ့ဟာကဒီမြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေကျွန်တော်လည်းဂဂနနတော့မသိပါဘူးဘာကြောင့်ပြည်တယ်လဲဆိုတာဂဂနနမသိပါဘူးဒါပေမဲ့ဥပဒေပြဋ္ဌာန်းချက်မှာကြာရင်ဒီသာသနာပိုင်ချုပ်ဦးစီးတဲ့သူ့ရဲ့အောက်မှာအလုပ်လုပ်ပြီးတော့အဲ့ဒီသာသနာကနေပေးတဲ့လစာကိုစားတဲ့ဝန်ထမ်းတွေပါအကုန်ပါတယ်ဆရာတော်တို့လိုဒီပါစတာဒီဘီရှော့တွေမကဘူးအဲ့ဒီဝန်ထမ်းတွေပါအကုန်ပါပါတယ်ဒီခရစ်ယာန်သာသနာအတွက်ဆိုရင်ဘုရားဘာသာအတွက်ဆိုရင်တော့သင်္ကန်းစီးတာဒီလရှင်နဲ့ခွန်ကြီးကျွန်တော်ကဒီနေ့အထိလူပဲမေးစင်းလေးပါနေတယ်ဒါပေမဲ့မနေ့ပြန်ကျွန်တော်သင်္ကန်းစီးလိုက်တယ်ဆိုရင်အဲ့ဒီသင်္ကန်းမချွတ်မချင်းဟိုမေးပေးလို့မရဘူးအဲ့လိုမျိုးပဲကန့်တက်လိုက်တယ်ဘုရားဘာသာမှာတခြားဘာသာရေးကန့်တက်ချက်တော့မသိဘူးဒါပေမဲ့မြန်မာနိုင်ငံရဲ့ဥပဒေဒီဟာပေါ့ဘာလော့ဂျစ်လို့ပြောမလားသာသနာဝန်ထမ်းတွေကိုဘာလို့မေးပေးခွင့်မပြုတာလဲဆိုတာတော့လည်းမဖြစ်တော့ဘူးဖြစ်နေတယ်အဲ့လိုပဲဆရာတော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနိုင်ငံသားတယောက်အနေနဲ့မေးပေးပိုင်ခွင့်ရှိတယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လို့ကျွန်တော်ကသင်္ကန်းဝတ်လို့ဓမ္မဆရာဖြစ်လို့ပိတ်ပင်ထားတာလဲဆိုတာကိုဘာကြောင့်လဲဆိုတာကိုကျွန်တော်သိချင်လို့ပါတကယ်လို့များနောက်မှာကျွန်တော်တကယ်လို့ဒီမိုကရေစီဖက်ကိုသွားနေမယ်ဆိုလို့ရှိရင်တော့ဒါဟာနောက်မှာဓမ္မဆရာများတန်ဃာတော်များကမေပေးပိုင်ခွင့်ရအောင်ဘယ်လိုနည်းနဲ့ကျွန်တော်ဆောင်ရွက်တင်တယ်လဲဆိုတာဟောဆရာမအကြံဉာဏ်ရှိလားဆရာတော်ရေအဲ့လိုမျိုးကြည့်တော့ကျွန်တော်တို့လည်းတစ်ခါမှလည်းစဉ်းစားဖို့တာလည်းပါပါတယ်
이 크리안 아다나디 태도 아까도 저는 또도가ပြောသလိုပဲ ဓမ္မဆရာ ကိုဒီရန်ကုန်မှာရှိတဲ့ထားပါတော့အင်္ဂလိကန်အသင်းတော်သာသနာပိုင်ချုပ်ရုံးမှာလုပ်တဲ့သူတို့ဦးလေးတွေဒီစာပေဌာနမှာလုပ်တဲ့သူတို့ဦးလေးသူတို့လည်းမေးထွေးခွင့်မရဘူးသူတို့ကတာမှာပဲသူတို့လည်းမေးထွေးခွင့်မရဘူးဒါပေမဲ့ဒီရွက်ကောက်ပွဲဝင်တဲ့ဟာကြတော့ကရွက်ကောက်ပွဲကော်မရှင်ကဖြေချော့ပေးပြန်တယ်ထားဟိုကအင်္ဂလိကန်သာသနာတွေကလက်ထောက်ပြီးချော့ထည့်တဲ့သူတွေကသာသနာလုပ်ငန်းကနေနှုတ်ထွက်တယ်ဆိုတဲ့ဟာစာအဲ့စာကြောင်းတွေကိုသူကရွက်ကောက်ပွဲဝင်လို့တော့ရပြန်တယ်အဲ့လိုမျိုးရှိတယ်ကျွန်တော်နိုင်ငံမှာကျွန်တော်လည်းဂဂနနာမသိပါဘူးဆရာတော်ကျေးဇူးတင်ပါတယ်ရပါတယ်ကျေးဇူးပါဟုတ်ကဲ့ဆွေးနွေးပြီးသွားတဲ့ဆက်ဆံမတွေရောဆရာဆောပေါ်မှာကျေးဇူးတင်ပါတယ်လို့မိခွမေးချင်တဲ့သူတွေများရှိအောင်မလားမသိဘူးဆွေးနွေးချင်တဲ့သူပဲဖြစ်ဖြစ်ပေါ့နော်โอเคဆိုတော့မိခွန်းဒီနာဘောနော်တခုလေးရပါလိမ့်ဆိုတော့ဒီအခုလာမဲ့ရှေ့မှာသူတို့မေယုံမှာမေးတော့ပေးရတော့မှာဖြစ်တယ်ဒါပေမဲ့တကယ်လို့များအခုကဒီအဲ့ဒီရက်မှာနေမကောင်းဖြစ်ခဲ့တော့အဲ့ဒါကိုဘယ်လိုဒီအဲ့ဒီမေယုံမှာမတော်နိုင်ဘူးဆိုရင်ဘယ်သူကိုအချောင်းချပြီးမှဘယ်လိုစီစဉ်နိုင်လဲဟုတ်ကဲ့နောက်ဒီတစ်ခေါက်ပြီးတော့နောက်ဆုံးလို့ပဲတက်ဖတ်ရအောင်เนาะတန်တဲ့ဒီမေးခွန်းလေးတွေမေးချင်တဲ့သူရှိရင်လည်းမေးပြီးလို့ရပါတယ်ဟုတ်ကဲ့ဆိုတော့မရှိတော့ဘူးလို့ပဲဖြစ်ဒီဆရာရဲ့ဆရာကျော်ညီမေးတဲ့မေးခွန်းနဲ့ပဲဖြေရင်းနဲ့ပဲအဆုံးသတ်လိုက်အောင်เนาะဆိုတော့ဆရာဆိုရင်ရှင်းပြဖို့ဆရာဆိုကိုဖိတ်ခေါ်ချင်ပါတယ်ဒီရွက်ကောက်ပွဲဥပဒေနဲ့ပတ်သက်တဲ့နောက်ဆုံး update ပြင်ဆင်တဲ့ဟာကိုကြာရင်ကျွန်တော်လည်းဂဂနနာမသိဘူးဆရာကြီးဒီအပလင်ဟိုစားကိုဆရာစစ်ဖို့ကိုတစ်ချက်ကြည့်ပါလားဆရာအမော့တို့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ပုံရင်းနေတယ်ကျွန်တော်တိတာပြောရရင်တော့အဲ့ဒီရက်မှာပဲရုပ်ပြက်နေမကောင်းဖြစ်တယ်ဆိုရင်တော့မရတော့ဘူးဖြစ်နေဆရာဒီနေ့ပေးတဲ့ရက်လဲပိတ်လိုက်ပြီဟုတ်အမေအဲ့ဒီဥပဒေအကြောင်းလေးကဘယ်လိုရှိလဲမသိဘူးကျွန်တော်လည်းအဲ့ဒါဂဂနနာမသိဘူးဖြစ်နေဟုတ်ကဲ့ဆိုတော့ဆရာစစ်ဖို့ရှိမလားမသိဘူးကျွန်မစီရီယာဘက်ကဆရာဗိုင်စမုံတမို့ဆရာအမော့စ်ပေါ့ဟုတ်ကဲ့ဆိုတော့ခဏလေးပါနော်ဆိုတော့စောင့်နေရင်းနဲ့မိခွင့်ပေးချင်တဲ့သူများရှိအောင်မလားမသိဘူးဟုတ်ပြီဒါနောက်တစ်ချက်လောက်မင်းချင်တယ်ဟုတ်ကဲ့ဆရာရပါတယ်ဥပမာအမျိုးသမီးကဒီကလေးမွေးပြီးတော့မှဆေးရုံမှာဒီ emergency ပေါ့နော်ဒီ intensive care ICU မှာသူရှိနေတယ်ဒါပေမဲ့သူကပေးချင်တဲ့ဆန္ဒလေးတွေကိုတေချာလေးပြောပြပြီးတော့မှသူ့ရဲ့အမျိုးသားကရောကိုစားပြုတ်အနေနဲ့တွားပေးလို့ရလားသူကဒီလိုအခြေအနေရှိနေလို့မပေးနိုင်လို့ယောက်ျားကိုလွတ်လိုက်တယ်ဆိုတော့စာလေးတွေရေးပြီးတော့မှရောပေးလို့ရလားโอเคပြောချင်တာကတော့ alternative အနေနဲ့ယောက်ျားကနေမကောင်းလို့မိန်းမကိုအဲ့လိုတွားပေးခိုင်းတာမျိုးတွေရောရလားဟုတ်ကဲ့ဆိုတော့ဒီမိခွန်းတစ်ခုဖြည့်ပေးဖို့အတွက်ကျမတို့ CDI ဘက်ကဆရာတယောက်ကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ဟောပါခုနစေဘောနော်ပရမတ်တစ်ခုကဒီလိုပရမတ်မိခွန်းတစ်ခုကဒီလိုဒီရွက်ကောက်ပွဲနေ့မှာပဲ तू ကရွက်ရက်နေမကောင်းဖြစ်တဲ့ဟာကြိုက်ရင်အဲ့ဒါဘယ်လိုလုပ်ရမလဲတဲ့မိတမ်းလားဒါမှမဟုတ်ခွင့်ဆုံးရှုံးလားသူကတော့တကယ် emergency ဖြစ်နေတဲ့နာပေါ့သူ့ကိုကြိုက်ရင်
ဒီသူကိုစားပေါ့သူ့ရဲ့စီမျိုးသားချင်းတွေကရောကိုစားပေးလို့ရသလားပေါ့အဲ့နှစ်ခုပဲအခုဥပဒေအကြောင်းလေးကိုကျွန်တော်ကလည်းလိုက်ပြီးဟုတ်ဒီမျိုးမှာကျတော့ maybe emergency ဖြစ်သွားတာတွေကကျတော့ချွန်းချက်နေနဲ့ပြီးလို့မရဘူးဆရာပြီးတော့ဆရာတော်မိတဲ့နံပါတ်2မိခွန်းကကျတော့ဒီ ICU လိုမျိုးတွေမှာရောက်နေတယ်ဆိုတော့ဥပမာကိုကဒီရွေးကောက်ပွဲမတိုင်ခင်2ရက်3ရက်လိုမျိုးမှာဒီရက်ကြီးကော်မရှင်တို့အကြောင်းကြားထားရင်တော့ပြီးလို့ရတယ်ပြီးရင်ခုနပြောသလိုသူ့အမျိုးသားကတော့တွားပြီးမှတော့ကိုစားကတော့ပြီးလို့မရဘူးဆရာဒီတက်ဆိုင်ရာပဲလာပြီးမှဒီသူတို့ဒီပင်လေးပုံးကြီးလာပြီးမှလုပ်ပြီးမှအဆင်ပြေတာဆရာတဘောကဒါကတော့ဘုံမလင်ပြောရင်ကျွန်တော်လည်းတိတ်တော့မရှင်းဘူးအဲ့လို case ကတော့တိတ်မကြုံဘူးဒါပေမဲ့ဟိုရင်တော့ဒီကော်မရှင်ကဆရာတဲကိုမိတဲ့ချိန်မှာတော့ဒါမျိုးကတော့မဖြစ်နိုင်ဘူးပေါ့နော်ဆရာဒီရွေးကောက်ပွဲနေမျိုးမှာရုပ်တရက်ဖြစ်သွားတာတွေကကြတော့ချွန်းချက်နေနဲ့ပြီးလို့မရတော့ဘူးပြီးခုနလိုမျိုးစေုံကြိုရောက်နေတာလိုမျိုး3ရက်ရုပ်ကပုံတိုင်ခင်3ရက်4ရက်ကြိုရောက်လာမျိုးကကြတော့ဒီညှိနှိုင်းပြီးမှပြီးလို့ရအောင်တော့စီစဉ်လို့ရတယ်ဆရာဟုတ်ကဲ့ကျေးဇူးပါရှင်းနေပြီးတော့ဆရာကြီးပေါ်မှာကျေးဇူးတင်ပါတယ်ဆိုတော့ပေါ့နော်နောက်ဆုံးတကယ်နောက်ဆုံးဖြစ်သွားတယ်နော်ဒီတစ်ခါကတော့မိချင်းတဲ့သူများရှိအောင်မလားပေါ့မမေးဘဲနဲ့ဒီပိတ်တော့မှလည်းစိုးရင်ရတယ်ပေါ့နော်ဆီယာမနာမည်ရဲ့ဆီယာမဘယ်မှာနေလဲဆိုတော့ဖြေပေးလို့ရမလားအဲ့ဒါနောက်ဆုံး question ဟုတ်ကဲ့ပါဖြေပေးလို့ရပါတယ်ဆိုတော့ကျမနာမည်ကတော့ဖွန်းစစ်တင်ပါကျမရဲ့ဇာတိကတော့ချင်းပြည်နယ်ဟာခါပါကျမခုလက်ရှိမှာတော့ CDI မှာလုပ်နေရကျမတို့ရုံးကတော့ရန်ကုန်အခြေစိုက်ဖြစ်တဲ့အတွက်ကျမခုလက်ရှိရောရန်ကုန်မှာပဲနေပါတယ်လို့ကျေးဇူးပါဆိုတော့ဒီနေ့ဆွေးနွေးတာတော့ကျမတို့တင်တန်းတွေကိုဒီလောက်နဲ့ပဲရက်နာပါမယ်ဒီဘက်က live လွှင့်ပေးတဲ့တချင်တဲ့ post ကတာဝန်ရှိသူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ကျေးဇူးပါဗျာကျေးဇူးတင်ပါတယ်